ရိသတ်များအားလုံးပဲမင်္ဂလာပါ။ YNN Channel နဲ့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့အတွက်ပရလောကဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစခင်မှာ Channel လေးကို Like and Subscribe လေးလုပ်ပေးထားဖို့နဲ့ဘေးနားမှာရှိတဲ့ Notification Bell လေးကိုနှိပ်ပေးသွားဖို့လည်းတောင်းဆိုလိုက်ပါတယ်။ဒီနေ့ပရိသတ်ကြီးတို့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာဇော်မင်းအောင်ရေးသားထားတဲ့ကိုမိုင်တပတ်ကြီးဆိုတဲ့ပရလောကဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။တစ်ခေတ်တစ်ခါတုန်းကအောက်မြန်မာပြည်ဘက်အရက်ဒေသကျေးလက်တော်ရွာတရွာမှာလဲပိုင်းရပိုင်းတတိဥဘောကဆိုတဲ့လူရှိခဲ့ဘူးတယ်။အဲ့ဒီဥဘောကမှာသူပိုင်ဆိုင်တဲ့လေယာဧကတွေတော်တော်များများကိုပြန်လည်အငှားချလေးရှိပြီးဘိုးစင်မောင်ဆက်လောက်ကင်လာခဲ့တဲ့အဲ့ဒီလေရှင်ရရှင်လုပ်ငန်းဝန်သားဆက်လက်ထိန်းသိမ်းလောက်ကင်လာခဲ့တဲ့သူတူလည်းဖြစ်ပါတယ်။လေယာဧကတွေများစွာကိုပိုင်ဆိုင်တဲ့ဥဘောကရဲ့လေကွင်းလေကွက်တွေမှာပြန်ငှားလုပ်တဲ့သူတွေကကောက်ပဲသီးနဲ့စားပင်တောက်ပင်စိုက်ပျိုးခင်းတွေနဲ့စိမ့်ဆိုသားရလှပနေပြီးကျေးလက်တော်ရွာတလေးတွေရဲ့ဂုံကျက်ပြည်များစွာနဲ့ပနံတင်လာပါတယ်။တရက်မှာတော့ဥဘောကတော့ရွာကိုဆင်းရဲနွမ်းပါးပုံရတဲ့တနေ့တစ်ချိန်ကအဖေတစ်ခုသမီးတစ်ခုဖြစ်တဲ့သားမိသားဖနှစ်ဦးပြောင်းရွှေ့လာခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့နာမည်ကတော့ဦးရနိုင်ဖြစ်ပြီးအသက်50ဝန်းကျင်အရွယ်နဲ့သမီးဖြစ်သူရဲ့နာမည်ကတော့မတင်စာပဲဖြစ်ပါတယ်။အသက်ကတော့20ဝန်းကျင်အရွယ်လောက်သာရှိသေးတယ်။အဲဒီသားဖနှစ်ယောက်ကလေယာရှင်ဥဘောကထံကိုရောက်လာကြပြီးငှားရမ်းကလွန်စွာတက်တာလာတဲ့လေယာမြေကွက်ကိုမြင်းမဲစုံစမ်းပါတယ်။ဥဘောကလည်းသူ့အပိုင်လေယာဧကအကွက်အလွတ်ချို့ကိုလိုက်လံပြသပေးပါတယ်။အဲဒီလိုလိုက်လံပြသရာကနေတနေရာအရောက်မှာတော့အကွက်အကွင်းကောင်းပေမဲ့လည်းနှစ်ပေါင်းများစွာဆွန့်ပစ်ထားတဲ့တန်ကြောင့်လူသူလေးပါး6ကတ်တိတ်ဆိတ်နေတဲ့မြင်းလွတ်ရိုင်းကြီးဖြစ်နေရတဲ့ကွင်းမြင့်ကျဲကြီးတစ်ခုကိုဥဘောကဖာတိဘာသာကြော်ဖြတ်လာခဲ့ပြီးဘာမှမပြောဘဲရှိနေပါတယ်။ဦးရဲနိုင်ကအဲဒီလေကွင်းကျဲရဲ့အဖိုးနှုံးထားကိုမေးမြန်းလိုက်တဲ့ချိန်မှာတော့အဲဒီကွင်းမြင့်ကျဲကြီးဟာဘယ်သူမှအငှားမလုပ်ရဲကြဘူးလို့ဆိုပါတယ်။အကြောင်းကတော့အဲဒီကွင်းမြင့်ကြီးမှာဖြည့်ရှင်းလို့မရတဲ့အထူးအဆန်းရာဇဝင်ရှိနေလို့ဥဘောကအနေနဲ့အငှားချမရတဲ့အတိုင်းဒီအတိုင်းပဲပြစ်ထားရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီရာဇဝင်ကတော့ကွင်းမြေကဘလို့အကြောင်းအရာကြောင့်မှမသိလေယာလာလောက်တဲ့လူမှန်သမျှခဏခဏတေချေကြရတာကြောင့်ပဲဖြစ်ပါတယ်။ထူးခြားတာကတော့အငှားလာလို့သူတွေကစိုက်ချိန်ပြိုးချိန်မှာစင်ဆက်တစ်လျှောက်ဘာမှမဖြစ်ပဲနဲ့ရိတ်ချိန်သိမ့်ချိန်တည်းမှာပိုးထီတာဖျားနာတာနဲ့နှလုံးသွေးရခြင်းစတဲ့အကြောင်းမျိုးမျိုးတွေနဲ့တည်ဆုံးကြခြင်းဖြစ်တယ်လို့ဥဘောကရှင်းလင်းပြောပြပါတယ်။ဥဘောကတသက်နဲ့ဘိုးဘွားစင်ဆက်တစ်လျှောက်အဲ့ဒီဖြစ်ရတဲ့ကြောင့်နာမည်ကြီးနဲ့ရှိနေတဲ့ဒီကွင်းမြင့်ကြီးကိုတချို့ကလည်းအယုံကြည်မရှိပေမဲ့လည်းတချို့ကလည်းငှားရမ်းနှုန်းခလွန်စွာတက်တာလွန်းတာကြောင့်လူသဘောမနှောရစမ်းသပ်မှုပြုကြတဲ့အခါမှာအဲ့ဒီသူတွေကအဆုံးမှာတော့ဇက်သိမ်းမလားဖြစ်ကြရပြီးအဲ့လိုပြဿနာကိစ္စရက်တွေကြောင့်ပဲအဲ့ဒီကွင်းမြင့်ကြီးမှာလေငါးလာလုပ်တဲ့သူတွေကလက်ဆောင်လာတာကြောင့်အချိန်ကာလအတော်တန်ကြာတဲ့အခါမြေလွတ်ရန်ကြီးဖြစ်နေတော့တယ်လို့ဥဘောကပြောပြပါတယ်။အဲ့ဒီကဦးရဲနိုင်ကမယုံကြည်ခြင်းအလင်းမောက်ပေမဲ့လည်းစက်တဲခက်ခဲလာတဲ့မိမိတို့သားဖတက်နိုင်နေစေတဲ့အစမတန်တက်တာလွန်နေတာကတကြောင်ဖြစ်ခါမှဖြစ်ရောလို့မတက်ကမိမိတို့အလှည့်ကြမှာကံကောင်းထောက်မစွာနဲ့ဘေးမကျနိုင်တော့ပါဘူးလို့မျှော်လင့်မိတာတကြောင်စားတဲ့အကြောင်းအရာတွေကြောင့်အဲ့လေကွင်းကြီးကိုငှားလို့လို့ကြောင်ပြောလိုက်တော့အမှုမပတ်လို့တဲ့ဥဘောကကြောက်လန့်တကြားနဲ့ညင်းဆန်ပေးချပါတယ်။မငားလို့ကြောင်လဲပြောဆိုတားမြစ်လိုက်ပါတော့တယ်။ဒါပေမဲ့လည်းအချိန်ချင်းတောင်းဆိုကန့်လန့်နေတဲ့ဦးရဲနိုင်ရဲ့ဇွဲကြောင့်တားမြစ်နိုင်စွမ်းမရှိတော့တဲ့သူဥဘောကလည်းနောက်ဆုံးမှတစုံတစ်ခုဆိုချိုဘေးဥပဲဖြစ်လာပါကမိမိမှာတာဝန်မရှိကြောင်းအတိအလင်းပြောဆိုခွင့်ရပြီးစပား100ကို30စာပေးအဖိုးကနေခွင့်ပြုငှားရမ်းလိုက်ပါတော့တယ်။အဲ့ဒီနေ့ရဲ့နောက်ရက်မှာတော့လူစွန့်စားသားဖ2ဦးလို့ပြောရမယ်။ဦးရဲနိုင်နဲ့မတင်စာတို့ရဲ့မြေရိုင်းကွင်းမြင့်ကြီးကအလုတ်သမားမငားနိုင်တာဖြစ်တာကြောင့်ကိုယ်တိုင်ကိုယ်ကျခုတ်ထွင်းရှင်းလင်းကြပါတယ်။နှစ်ပေါင်းများစွာဖေးခြင်းခံထားခြင်းစွန့်ပစ်ထားခြင်းတို့ကြောင့်အဲ့ဒီလေကွင်းမြင့်ကြီးကခြုံနယ်ပိတ်မောင်နဲ့မျက်ရိုင်းတွေနဲ့ပြည့်သိမ့်နေပါတယ်။ဦးရဲနိုင်တို့သားဖခမရလည်းအာတုခွန်ဆိုင်ပြုပြီးရက်အတော်ကြာရှင်းလင်းနေကြရတယ်။အဲ့လိုရှင်းလင်းရမှာကွင်းမြင့်စရဲ့အနာဆုံးကသိန်းရိုးပေါင်ပေါ်မှာဆောင်ချမ်းမေကြီးတပင်ရဲ့နဘေးကရက်မှာတောင်ဖို့ပုံတံမြေကမှုတစ်ခုဦးရဲနိုင်ရဲ့တွေ့ရှိလိုက်တဲ့ကြောင့်မလန့်မကန့်သမီးဖြစ်သူကိုလှမ်းခေါ်လိုက်ပါတယ်။တင်စာသမီးလေးဟိုနားမြေကမှုလေးတစ်ခုသမီးတွေ့လား။အဖေတို့ကလေကိုရေသွင်းတဲ့ခါကျအ
ကမှုလေးကရေမရောက်နိုင်တဲ့နေရာဆိုတော့ငါသမီးလေးကအဲ့ဒီမှာတီးပင်စားပင်နေစိုက်ပြို့ဖို့အတွက်မြေသွားညှိချင်ဟုတ်ပလားကျန်တဲ့လုပ်တွေအဖေလုပ်ထားလိုက်မယ်ဆိုပြီးတော့ဦးရဲနိုင်ကသမီးဖြစ်သူကိုလှမ်းခိုင်းလိုက်ပါတယ်ဖခင်ဖြစ်သူညှိုးဆိုစေခိုင်းမှုကြောင့်မတ်တန်ဆောင်တယောက်ကပေါက်ပြားတလက်နဲ့ကတင်ရိုးထက်ကတောင်မို့ကိုတဖြည်းဖြည်းချင်းညှိလိုက်ရင်3ရက်4ရက်မြောက်ကြာမှာတော့တခုသောနေ့လေကင်းမှာအလုံးလုံးနေစဉ်မိမိဘေးမှာမတက်လာရနေတဲ့ခြေတစုံကိုတတိထားမိပြီးမောကြည့်ပါတယ်မိမကြီးတူဖြစ်နေကြောင်းတွေးရှိရတယ်အဲ့ဒီမိမကြီးကခက်တန်တဲ့အသွင်တန်ရှိပြီးခါးကိုထောက်ကသူ့ကိုစစ်စစ်ဆက်ကြည့်ပြီးပါဇက်ကနေပြောပါတယ်ညီတို့ကကိုမြေကိုရမဟုတ်ပဲဒီနေရာမှာကိုထင်ရလာဆိုင်နေကြပါလားလို့ခက်တင်တင်ပြောဆိုရင်စောင့်ကြီးအောင်ကြီးနဲ့အနီးမှရှိတဲ့စောင်းချမ်းမင်းကြီးဘက်ကိုရှောက်လန်းသွားပြီးတဲ့နောက်အဲ့ဒီပင်ကြီးရဲ့အောက်ရောက်တဲ့ခါမှာတော့မတ်တင်စာမျက်စိရှိမှနေမယ်ရုတ်တရက်ပျောက်ချင်းမလောက်နဲ့ပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီအကြောင်းအရာကြောင့်မြင်တွေ့လိုက်ရတဲ့မတ်တင်စာခမကြောက်လန့်သွားပြီးတနေရာမှာခုတ်တင်ရှင်းလင်းလျက်ရှိနေတဲ့အဖေဖြစ်သူဦးရဲနိုင်စီကိုမော်ရကောပြေးချသွားပါတော့တယ်အစောနာကြုံတွေ့ခဲ့ရသမျှအကျိုးကြောင့်ပြောပြလိုက်ပါတယ်။သမီးဖြစ်သူရဲ့ပြောစကားကိုတည်တည်ဆဆနားထောင်ပြီးတဲ့နောက်မှာတော့ဦးရဲနိုင်ကဒီမယ်ငါသမီးခဏနေကြရွာထဲကိုသွားပြီးကြက်တကောင်ပဲပြီးရင်တဲစီကိုပြန်ပြီးအဲ့ဒီကြက်ရောထမင်းတအိုးပါအကြအနာချက်ပြုတ်ကြောလော်ပြီးတော့ဒီကိုယူလာခဲ့ခြင်းလို့ခိုင်းလိုက်ပါတယ်။နိုင်ရင်နှင်းငယ်ကြမြင်တဲ့အခါမှာတော့သမီးဖြစ်သူကဖခင်ရဲ့စကားတိုင်းပဲကြက်သားဟင်းအိုးရောထမင်းအိုးရောပါတောင်းတစ်ခုတည်းထည့်ရွက်ပြီးလေထဲကိုပြန်လာခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့သစိမ်းမိမကြီးပြောက်ကွယ်သွားတဲ့နေရာဆောင်းချမ်းပြင်နေရာတစ်ဝိုက်ကိုဦးရဲနိုင်ရထမင်းအိုးဟင်းအိုးတွေကိုထုတ်ယူလှန်လောကတောင်းတင်းမှာအတင်းပါလာတဲ့ခက်ကြီးကြီးစလုံးတစ်ခုထဲမှာထမင်းဟင်းတွေကိုအရှံပယ်ခုခက်ထည့်လိုက်ပြီးပင်စင်ချင်ရင်နောက်မှာဖက်ရွက်ကြီးတစ်ခုကိုဖြန့်ခင်းပြီးအဲ့ဒီပေါ်မှာဇလုံးကိုတင်ကသူ့ရဲ့နှုတ်ကလည်းရွတ်ဆိုနေပါတယ်။ဤကွင်းပြင်ကိုအပိုင်စားရတဲ့ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျာစင်းနှုံချမပြေလေရှာတော့ကျွန်ုပ်ဦးရဲနိုင်နဲ့သမီးဖြစ်သူမတန်စာတို့အနေနဲ့ဒီနေရာမှာအမှားယွင်းများကျူးလွန်ခဲ့သည်ရှိသောခွင့်လွှတ်ကြပါရင်ဤထမင်းဦးဟင်းဦးနဲ့အနူးညွတ်တောင်းမှအပ်ပါတယ်ခင်ဗျာအဲ့ဒီပြင်ဦးတင်တို့ဤကွင်းပြင်၌မရှိစင်ရသာကျွန်တော်တို့သားဖားနှစ်ဦးကိုလေယာစိုက်ပျိုးခွင့်များပေးသနာပါရင်လဲထပ်မံတောင်းဆိုအပ်ပါတယ်လို့ပြောဆိုပြီးတဲ့နောက်မှာတော့သမီးဖြစ်သူကဆက်လက်တောင်းပန်ခိုင်းလိုက်ပါတယ်အဲ့ဒီနေ့အလုပ်သိမ်းပြီးအိမ်ပြန်လာပြီးနောက်တစ်နေ့မှာတော့လေအတွင်းပြန်လာကြတဲ့အခါဆောင်းချမ်းမဲ့အောက်ကဖရွက်ခင်စလုံးကြီးထဲမှာထမင်းဟင်းတွေလုံးဝမကြံတော့ပဲတစုံတစ်ခုကဆေးကြောပြီးတောက်တန်ပေးထားပုံနဲ့ပြောင်ကျော်တန့်ရှင်ကနေရာမှာပဲပုံစံမပြတ်နဲ့ရှိနေပါတယ်။အဲဒီခါမှာဦးရဲနိုင်တို့သားဖလည်းလိပ်ပြတန်းတန်းနဲ့နောက်ဆက်မတင်စွာနဲ့ခုတ်ထွင်ရှင်းလင်းခြင်းကိုဆက်လက်လုပ်ကင်ရေးကြပါတယ်။အဲဒီနေ့ညနေဆောင်လောက်မှာတော့လက်ကတိရုပ်ပေါ်မှာလူတစ်ယောက်ကမိမိတို့ရှိရာလမ်းလျှောက်လာနေတာကိုဦးရဲနိုင်တွေ့ရှိလိုက်ရတယ်။အဲဒီလူကသူ့ထက်အသက်အရွယ်အနည်းငယ်ကြီးပုံရတယ်။အသားညွညိုအရက်ရှိရှိနဲ့ဖက်ပိန်ပိန်ကိုဟန်တန်ရှိတဲ့ယောက်ျားတူဖြစ်ပါတယ်။ဖြင်းချမ်းလိုက်ပုံရင်ဘတ်ဟောင်းလောင်းဖွင့်ပြီးဝှက်ဆန်ထားပါတယ်။အဲဒီလူကြီးကခက်လန်းလန်းတနေရာနေခါထောက်ပြီးရက်လိုက်ပါတယ်။လာပါဦးဗျာလို့လှမ်းခေါ်လိုက်တယ်။စိတ်တွေတမျိုးကြီးဖြစ်နေတဲ့ဦးရဲနိုင်ကသမီးလုပ်သူကိုတတိနဲ့နေခဲ့ဖို့အတွက်လက်တော့မှကြားပြီးလူကြီးလှမ်းခေါ်ရနေရအောင်မဆိုင်မတော်သွားရောက်လိုက်ပါတယ်။သစိမ်းလူကြီးအနောက်ရောက်တဲ့ခါမှာတော့အဲဒီလူကြီးကမျက်တွင်ကချိုက်ဝင်လျက်ရှိပြီးပြုံးရောင်တန်းတန်းနဲ့ပြဲလန့်နေရရှိတဲ့ပါဇက်ပေါက်ကျဲပြင်းစွာကားလွှဲရှိနေတဲ့နေရွက်နှစ်ဖက်တို့ကအချိုးစားမမျှပဲတာမန်တက်ကြီးမတရောင်ရှိနေတာကိုတွေ့မြင်ရပါတယ်။ဘာကိစ္စရှိလို့ပါလဲဗျာ။အော်မနေ့ကခမရတို့သားပါချက်ပြုတ်ကျွေးမွေးတဲ့ထမင်းကြီးနေကျုပ်တို့စားရတဲ့အကြောင်းလာပြောတာပါဗျ။ဒီလိုစားကောင်းတောက်ကောင်းနေနဲ့တဲခင်းကျွေးမွေးခဲ့တဲ့အတွက်လဲအရန်လဲကျေးဇူးတင်တယ်လို့ထင်မြင်မိတယ်လေ။ဟာရပါတယ်ဗျ။ဘာမှရေပန်းမကြည့်ပါဘူး။ကျုပ်တို့သားဖားနှစ်ယောက်မှားခဲ့တာရှိရင်သာခွင့်လို့ပါ။ကောင်းပြီလေ။ခမည်းပြောတဲ့အတိုင်းခွင့်လို့ပေးပါပြီရဲ့။ကျုပ်တောင်းဆိုချင်တာလေးတွေကိုအိမ်နေရာစားပြီးတလတင်နေမပြည့်ခင်ရက်မှာပဲဦးရဲနိုင်ကမိမိတို့နဲ့ကိုမိုင်ကြီးအကြောင်းလူသိမခံလို့တာနဲ့သမီးဖြစ်သူကိုအမေသားတွေကိုရွာထဲမှာမဝယ်စေပဲအိမ်နီးချင်းအခြားရွာတွေစီတိတ်တဆိတ်သွားရောက်ဝယ်ယူစေပြီးမကြက်တကြက်ချက်ပြုတ်ပြီးတော့ဇောင်းချမ်းမင်းကြီးအောက်မှာကွင်းမိုင်တပတ်ကြီးကိုတာပြီးထမင်းပွဲဟင်းပွဲတွေကိုတည်ပေးပါတယ်။အဲဒီလိုလာဆင်လိုက်တိုင်းဝတ္တရားမပြတ်ကျွေးမွေးပြုစုပြီးတဲ့နောက်မှာတော့တပတ်ကြီးဦးရအောင်ကလည်းရောက်လာတတ်တယ်။ဦးရနိုင်တို့သားဖကိုကျေးဇူးတင်စကားလည်းပြောလို့ရှိပါတယ်။ဘသူကမှယူမလို့ရဲခဲ့ကြတဲ့မိမိတို့ကွင်းမြင့်ကြီးမှာတော့နှစ်ပေါင်းများစွာဆွန့်ပစ်ထားခံရတဲ့အတွက်
အခုခါမှာတော့မြေစီမြင့်နဲ့အလွန်တရာကောင်းမွန်ပြီးဘာစားစိတ်ပါပြပြအကုန်ဖြစ်ထွန်းတာကြောင့်ဦးရဲနိုင်ကအမဲသားဝယ်ရင်ပိုရှန်သမျှအဖိုးခတွေကိုမျိုးကောင်းတဲ့စပားတွေဝယ်ယူစိုက်ပျိုးလိုက်ပါတယ်။အဲဒီလိုစိုက်ပျိုးလာရာကနေကာလတော်နဲ့ကြာတဲ့အခါမှာတော့ရင်းမဲ့ချိန်သားရောက်တဲ့အခါစပားခင်းကြီးကအဆန်အပြေးဝနဲ့ကိုင်းကြကအထွတ်တိုးမဲ့ဟန်တကယ်ကဲနဲ့ဆိုင်းပြနေပါတော့တယ်။စပားခင်းကြီးကိုကြည့်ပြီးဦးရဲနိုင်တို့သားဖလည်းရွှင်လန်းဝမ်းသာနေကြသလောက်မြေပိုင်ရှင်ဦးဘောကနဲ့တူတရွာလုံးကတော့ရှင်တထိတ်ထိတ်နဲ့ဖြစ်နေကြပါတယ်။အရင်ကရာဇဝင်တွေရပြောရမယ်ဆိုရင်စပားသိမ့်ချိန်တန်တာနဲ့စိုက်ယူပြိုးတဲ့သူတွေတည်ဆုံးကြရတယ်မဟုတ်လား။အဲဒီအတွက်ကြောင့်ရွာသူရွာသားပေါင်းတဲ့လေတတိဦးဘောကတို့ကစိုးရင်တကြီးနဲ့တတိပေးကြပါတယ်။ဦးရန်နိုင်တို့ကလည်းသူတို့ရဲ့လှုပ်ဝက်ချက်နဲ့သူတို့ဖြစ်တာကြောင့်အေးအေးလူလူနဲ့မိမိတို့လှုပ်เสียရှိတာလှုပ်ကင်ကြပြီးလှုပ်လက်စအလုပ်ကိုသာဆက်လက်ပြီးလှုပ်ကင်နေကြမြဲပဲဖြစ်ပါတယ်။အဲဒီလိုသားပါနှစ်ယောက်ရဲ့အပြုတ်မှုကြောင့်လူများစုတ်တက်တက်နဲ့ဖြစ်နေကြပြီးဦးဘောကမှာတော့သူ့ရဲ့ဝတ္တရားတိုင်းတကယ်လို့ဆိုးဆိုးရွားရွားတစ်ခုခုဖြစ်ပျက်ခဲ့ရင်မိမိနဲ့လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းထပ်မံတတိပေးလာပါတယ်။တိတ်မကြခင်ပေါ်ပေါက်လာမယ့်အရေးကိုကြိုးတွင်တွေးပြီးစိတ်မကောင်းကြီးစွာနဲ့ခေါင်းတွင်ခါလေးရှိနေပါတော့တယ်။စပားရဲ့သိမ့်ချိန်တန်းပြီလေ။တရွာလုံးလဲစိတ်ဝင်စားနဲ့ဦးရနိုင်တို့သားဖားနှစ်ယောက်တည်းဟာဘသူများကန်ဆိုးမိုးမောင်ကြလိမ့်မလဲဆိုတဲ့တူညီတဲ့အတွေးကိုစီနဲ့အစိုးသတင်းစကားကိုနားဆွင့်လျက်ရှိနေပါတယ်။နောက်ရက်မှာတော့ဦးရနိုင်တို့သားဖားတပြုံးတရွှင်နဲ့လေတတိဦးဘောက်ကစီကိုရောက်ရှိလာကငကူကသူတို့သဘောတူညီခဲ့မှုရှိတဲ့အတိုင်းအဖိုးခါတွေကိုအပိုလိုမရှိပေးချေလိုက်ပါတယ်။တရွာစလုံးကလည်းအံ့ဩတကြီးနဲ့ဖြစ်ကြပါတော့တယ်။အေးပြောင်ခမားနဲ့ကန်ဆက်တဲ့အတွက်အလားတာဖြစ်နေတဲ့ကျုပ်ရဲ့မြေကြီးကအခုတော့တန်ဖိုးရှိသွားတာပေါ့ဦးရဲနိုင်။နောက်နေ့တွေလည်းခမားပဲဒီမြေကြီးကိုစိတ်ယူနိုင်ပါတယ်ဗျာ။သူများတွေများတအေကောက်90လောက်ထွက်အောင်မနှဲစိတ်ပြူကြတာ။ခမားကြမှာကန်ဆိုးလာပါကြီးရဲ့ဆိုတဲ့ဘသူမှအငှားမလုပ်ရတဲ့ဒီမြေကြီးကိုမှတအေက80တောင်မှအထွက်တိုးကြအောင်စိုက်ပြိုးပြမှာတော့ဒီကွင်းမြင့်ကြီးကခမားတို့သားဖားနဲ့ကန်ဆက်လို့ပဲပေါ့ဗျ။ဝမ်းမြောက်ဝမ်းသာကန်လန်းလာတဲ့ဦးဘောကရဲ့စကားကိုအမိပြုပြီးဦးရဲနိုင်ကလည်းဇောင်းချမ်းမြင့်ကြီးအောက်မှာအမဲဟင်းနဲ့ထမင်းကိုတည်ခင်းပြီးတဲ့နောက်တစ်နေ့မှာတော့လာရောက်စကားပြောတဲ့တပတ်ကြီးကိုနောက်တစ်နေ့ထပ်ပြီးမိမိတို့သားဖားကိုဆက်လက်လောက်ကင်ခွင့်ပြုမလားလို့မေးမြန်းတဲ့အချိန်မှာတော့တပတ်ကြီးကဒီမြေကိုနောက်တစ်နေ့ထပ်ဆိုင်လို့ရမယ့်အဖို့ခါနဲ့ခမားအပိုင်ဝယ်ဖို့တာပြင်တော့ဗျာအဲ့ဒီခါကျအသက်ပြမလောက်ရင်ပြောလိုအပ်သမျှကျုပ်ဆိုင်ပြီးမယ်လို့ခွင့်ပြုရုံနဲ့မကပဲအကြံဉာဏ်ကောင်းမှပေးလိုက်ပါတော့တယ်ကွေးမိုင်တပတ်ကြီးရဲ့ညှိုးဆုံမှုတိုင်းဦးရနိုင်ကဥဘောကစီမှာနောက်တစ်နေ့ကောက်ရိတ်ချိန်ကြရင်ဒီမြေကြီးကိုရောင်းမလားလို့မေးမြန်းတဲ့ချိန်မှာတော့ဥဘောကမိမိပိုင်ထားပါကဒီတနေ့ကန်ဆိုးမှုမှမကြနောက်တစ်နေ့ကြခဲ့ရင်ဝယ်ယူငှားရမဲ့သူနောက်တူတယောက်ထပ်မပေါ်နိုင်တာမို့ငှားယုံနေမကအပိုင်ဝယ်ယူမိစကားဆိုလာတဲ့အခါမှာတော့အတိုင်းထက်လွန်ဝမ်းမက်တသားဖြစ်ပါတယ်။ကာလပေါက်စီတဲ့အစများစွာရှော့ချပြီးရောင်းမှုလိုက်လိုက်လေးလေးနဲ့သဘောတူညီလိုက်ပါတယ်။နောက်တနေ့ရောက်တဲ့ခါမှာတော့ဦးရနိုင်တို့သားဖားဘာဘေးဥပမှမကြောက်ရောက်ပဲစပားပင်နဲ့တော့ကစိုက်ပျိုးသီးနှံနေထပ်မှတ်ပြီးအောင်မြင်ပါတယ်။ရှေ့သိမ်းရောင်းကြတဲ့အဖိုးကားတွေအပြင်အမဲသားဖို့ဖြစ်လာဆန်လာတိုင်းစွန့်ကြဲပေးကမ်းလေးရှိတဲ့တပတ်ကြီးရဲ့မြိတ်တုံးရွှေတင်ကားတွေကလည်းပိုရှန်သမျှအတော်တန်ကိုစုမိဆောင်မိခဲ့ပါပြီ။အဲဒါကြောင့်ဒီလေမြေကြီးကိုဥဘောကစီကနေဝယ်ယူလိုက်ပါတယ်။အဲဒီနောက်မှာတော့တပတ်ကြီးကသူတို့သားဖားတွေကိုရွာထဲမှာမနေစေဘဲနဲ့ဒီလေယာမှာရှိတဲ့လေဆောင်တန်းတဲ့နေရာမှာပြင်တော်အိမ်တစ်လုံးကိုအစားထိုးဆောက်လုပ်ပြီးနေထိုင်စေခဲ့ပါတယ်။ဦးရဲနိုင်နဲ့တင်စာတို့ကလည်းရွာထဲကနေလေယာတော့ပြောင်းရွှေ့လာခဲ့ကြတယ်။ငကိုကလေးကမှအလုတ်စူးစားတဲ့သားဖားဖြစ်တာကြောင့်ကွေးမိုင်တပတ်ကြီးဦးရန်အောင်ရဲ့ကြီးစုဆောင်ရှောက်မှုအောက်မှာလေယာမြေကြီးကလည်းစားတတ်တပူအကျိုးကပြန်ပေးပါတယ်။တချိန်ကဆင်းရဲနှုံချခဲ့တဲ့သူတို့ဘဝအခုမှတော့တက်တောင်တက်နေနဲ့တာယာလှပလာပါပြီ။အဲဒီနောက်မှာတော့ဦးရနိုင်တို့သားဖားကကျွာမှာရှိတဲ့ဆင်းရဲနွမ်းမသူတွေရဲ့သားသမီးကိုရှင်ပြုရဟန်းခံအလူတန်းနေရရရောနဲ့ပြုလုပ်ပေးပါတယ်။အဲဒီအလူတန်းနေရနေရတဲ့ကောင်းမှုကုသိုလ်အမြတ်တန်းတွေကိုတပတ်ကြီးဦးရအောင်စီကိုစိတ်ကနေရည်စူးပေးဝေခြင်းတို့နဲ့ကျေးဇူးပြန်ဆက်ပါတယ်။အဲဒီလိုနဲ့ရာသီလီလီကူးလူပြောင်းလဲကာလတော်တန်ကြာညောင်းလာတဲ့ခါမှာတော့ဦးရဲနိုင်ရဲ့သမီးမတင်စာကလည်းကျွာတဲ့ကာလသားတို့ဦးနဲ့ချစ်ချိုက်ဆုံမဲ့ပြီးလက်ထက်မင်္ဂလာဆောင်တဲ့အချိန်ထိရောက်ရှိလာခဲ့ပါတယ်။အဲဒီလိုအိမ်အောင်ကြပြီးတဲ့အခါမှာတော့မတင်စာရဲ့ယောက်ျားဦးရဲနိုင်ရဲ့သမက်ကရှားထဲမှာရှိတဲ့အိမ်ကိုရွှေ့ပြောင်းနေထိုင်လာတဲ့အခါ
ဦးရနိုင်တို့သားဖကွင်းမိုင်တပတ်ကြီးဦးရအောင်ရဲ့အကြောင်းကိုအတိအလင်းရှင်းပြပါတယ်။အဲ့ဒီလူကလည်းအကြောင်းလည်းမရှိတဲ့သူမို့သူတို့မိသားစုဝင်သုံးဦးကတော်တော်လေးအဆင်ပြေလှပါတယ်။နောက်၄-၅နှစ်ကြာလာတဲ့အခါမှာတော့ကွင်းမိုင်တပတ်ကြီးဦးရအောင်ကရေးကြီးခွင့်ကျဲပုံစံနဲ့ရောက်ချလာပါတယ်။ကျုပ်တို့ဒီရက်နေပြောင်းရွှေ့ရတော့မယ်ဦးရနိုင်ကြီး။ခုည12 နာရီတီတီမှာပြောင်းကြရတော့မှာ။အဲ့တော့ဒီညခမည်းနဲ့ခမည်းရဲ့သမက်ကတရက်ကိုဓာတ်တက်လက်စီကင်ပြီးခမည်းတို့အိမ်ရှိလမ်းကနေစောင့်နေကြဗျာ။ပြီးရင်အဲ့ဒီလမ်းကနေဘာတွေပဲဖြစ်လာမြင်ရတွေ့ရသမျှတွေကိုဓာတ်ရည်နဲ့သာဝိုင်းခုတ်ကြ။ရဲသာခုတ်ပြအောင်လဲခုတ်။အဲ့လိုပြောကြပြီးထိတ်လန့်စရာကောင်းတဲ့သူ့ရဲ့တပတ်ရုပ်သွင်မှန်ကိုနောက်ဆုံးအကြိမ်နဲ့တင်ရှားပြောင်းလဲပြပြီးတဲ့နောက်ဦးရနိုင်ရဲ့မျက်စိရှိမှောက်မှာပဲပျောက်ကွယ်သွားပါတော့တယ်။အဲ့ဒီညနေတကောင်ရန်12 နာရီထိုးတဲ့ချိန်မှာတော့တပတ်ကြီးမှာကြားခဲ့တဲ့အတိုင်းဦးရနိုင်နဲ့တမတ်ဖြစ်သူတို့ကငှက်ကြီးတောင်ဓာတ်တက်လက်စီကင်ဆွဲကောင်အိမ်ရှိလမ်းမှာဖြတ်တန်းလာကြတဲ့အမျိုးမီမသိတဲ့အရာမှန်သမျှကိုရှင်ဓမ္မမနဲ့စောင့်ဆိုင်လေးရှိနေပါတယ်။အဲ့ဒီချိန်မှာပဲလူတန်လဲတန်တွေကိုတစွန်းတစကြားလာကြပြီးတိတ်မကြခင်မှာပဲလဲဆယ်စီတန်းကြီးကဟိုဘက်ခက်လန်းလန်းမှာရှိတဲ့ဇောင်းချမ်းပင်အောက်မှာထွက်ပေါ်လာတော့တယ်။နွားလဲပေါ်ကအရွယ်အမဲဆုံးယောက်ျားမိန်းမအဖိုးအိုအဖွားအိုတွေအပြင်နိုးစုကလေးအရွယ်ပါမကျန်စုပေါင်းပြီးလိုက်လာကြပါတယ်။တချို့တွေကတချင်းပင်တကြောကြောဆိုလဲရှိပါတယ်။ဒီအကြောင်းအရာတွေကိုကြည့်ပြီးဦးရနိုင်တဲ့တမတ်တို့ကတအံ့တော်အမှုရာတွေနဲ့စက်သေးသေးလေးရှိနေကြပါတော့တယ်။အဲဒီချိန်မှာပဲတမတ်ဖြစ်သူကတတိပြန်ဝင်လာပါတယ်။အဖေကျွန်တော်တို့ခေါက်ရမှာဓာကြီးတွေကိုလားလို့ဆိုရင်လက်ကဓာကြီးကိုမပြီးရောက်ခမဖြစ်သူကိုလှမ်းမိလိုက်ပါတယ်။ဒီစမ်းမအောင်ကွာတော်ကြတုံးမောက်သလိုဖြစ်ပြီးတကယ်လူစစ်တွေခုတ်မိနေမှာဖြစ်တို့အမှုပတ်နေလိမ့်မယ်။စောင့်ကြည့်စမ်းမအောင်။ဦးရနိုင်ကတမတ်ဖြစ်သူကိုလှမ်းထားရင်တတိပေးလိုက်ပါတယ်။သူတို့ရှိရနီးကပ်စွာဖြတ်တန်းသွားနေကြတဲ့တစီပြီးတစီလဲတွေပေါ်မှာလူများတော့ငှက်ကြီးတောင်တွေကိုကင်ဆောင်ထားတဲ့မိမိတို့ရှိတဲ့ဟန်တော်မတင်ပဲအေးလူလူနဲ့ရှိနေကြပါတယ်။အဲဒီလိုတယုံယုံနဲ့သွားလာနေတဲ့လှဲတန်းကြီးတွေပြီးဆုံးသွားတဲ့ချိန်မှာတော့ဦးရနိုင်တဲ့တမတ်တို့ဘာမှမခုတ်ရဲကြပဲရှိနေပါတယ်။လှဲတန်းတွေရဲ့နောက်ကကက်လက်လိုက်ပါလာကြတဲ့အရွယ်အစားမျိုးစုံငွေတတဝါတွေကိုတွေးရှိကြရပါတယ်။တချို့ငွေတွေကပေါင်လုံးလောက်ကြီးပြီးတချို့ငွေတွေကတော့လက်တန်လုံးလောက်သာရှိပါတယ်။လဲဘွာလူတွေကိုမခုတ်ရဲခဲ့တဲ့ဦးရနိုင်တဲ့တမတ်ကငွေတွေကိုတွေးမြင်လိုက်ရတဲ့ချိန်မှာတော့ဝမ်းသာအားရဖြစ်သွားကြပြီးငကူအောင်မငွေဆိုရင်မုံနဲ့ဓာတ်ခံကြောင့်ဓာတ်ရည်နဲ့ဝိုင်းခုတ်ကြပါတော့တယ်။အဲဒီခါဓာတ်ချက်မိသွားတဲ့ငွေတွေကတော့ခန္ဓာကိုယ်ထပ်ပိုင်းပြတ်ထွက်ကုန်ကြပါတယ်။အထက်ပိုင်းကရှေ့ကိုဆက်သွားနေပြီးတချို့ခေါင်းကြီးကျန်နေတဲ့ငွေတွေကလည်းဘာမှမဖြစ်သလိုပဲခေါင်းပြက်နဲ့ရှေ့ကိုဆက်သွားနေကြပါတယ်။ဦးရနိုင်တို့ကလည်းခုတ်ပိုင်းနေရင်တအံ့တော်နဲ့ရှိနေကြပါတယ်။အဲ့လိုခုတ်ပိုင်းနဲ့အပြီးမှာတော့မွေတန်းကြီးပါလဲတိုင်းနဲ့အတူထက်ချက်မခွာလိုက်ပါပြောက်ကွယ်သွားပြီးတဲ့နောက်မှာတော့ဦးရနိုင်တဲ့တမတ်တို့လည်းခက်မောမောရှိနေကြပါပြီ။အရာရာစောနာနဲ့မတူပဲပြန်လဲတိတ်ဆိတ်ညံသက်သွားပါတယ်။အဲ့နောက်ခဏကြာမှာတော့ဦးရနိုင်တို့ကအိမ်မော်တက်ပြီးမတ်သက်ဆောင်နိုးယူပြီးမိတို့တစ်ချောင်းမင်းထွညှိလိုက်ပါတယ်။လဲလန်အထက်ပြန်လာကြည့်ကြတဲ့အခါမှာတော့ငွေပြက်တွေကရွှေတုံးရွှေခဲတွေအဖြစ်ပြောင်းလဲနေကြောင်းအထူးဆန်းတွေးရှိလိုက်ရပါတယ်။အဲ့လိုနဲ့ဦးရနိုင်တို့မိသားစုဟာလူချမ်းသာစရင်နဲ့ဝင်လာခဲ့ကြပါတယ်။အဲ့ဒီရွာဝန်းကျင်တစ်ဝိုက်မှာလည်းအလူတန်းရက်ရောဆုံးပုံကိုယ်တွေဖြစ်ထင်ရှားလာခဲ့ပါတော့တယ်။ဦးရနိုင်တို့မိသားစုကတချင်ရကွမ်းမိုင်တစ်ပတ်ကြီးဦးရအောင်ကိုရည်စူးပြီးအလူတန်းမျိုးမျိုးပြုလုပ်ပေးကြပြီးတဲ့နောက်နောင်ပေသောခါမှပြန်မဆုံတွေးကြရတော့တဲ့မိမိတို့ရဲ့ကျေးဇူးရှင်တစ်ပတ်ကြီးကိုသူတို့ရဲ့မိသားစုအစဉ်ဆက်တလျှောက်အောက်မေ့တရိယာလွမ်းဆွတန်းတာလည်းရှိနေကြပါတယ်။ဆက်လက်ပြီးတိုက်ဆောင်တဲ့ဂတိဖြစ်သူဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ပေးပါဦးရှင်။ခရစ်နှစ်2010ဝန်းကျင်အားဖြစ်ပါတယ်။ရှမ်းပြည်နယ်ကလောမြို့အနီးမှာရှိတဲ့ရွှေမဲဘုံဒေသရွှေတော်ဟာမြို့မဟုတ်ပေမဲ့လည်းအလွန်စီကားပြီးညအခါမှဆိုရင်တော့မီးတွေထိန်ထိန်လင်းပြီးတော်တွင်မြို့ပုံကြီးတစ်ခုပမာဖြစ်နေပါတယ်။တနိုင်ငံလုံးကရွှေလာရောက်တူးဖော်လိုသူများကြောင့်လူဦးရေဟာအဆမတန်များပြားနေပါတယ်။အတိအကျကိုတော့ဘယ်သူမှမသိနိုင်ပါဘူး။ဥပဒေပြင်မှာရောက်နေသလိုတောတောင်ကြီးတွေမှာအဲ့လိုတရားမဝင်လောက်ကင်နေသူတွေကစုဝေးနေကြတဲ့နေမြေလေးဖြစ်ပါတယ်။အများစုကတော့အနေနဲ့ရရက်ကနေစင်ရဲနွမ်းပါလုံးသူတွေနဲ့ရာဇဝတ်ပြေ
ဝရမ်းပြေးတွေရဲ့ခိုအောင်ပုန်းရှောင်ရာနေရာဒေသတစ်ခုလည်းဖြစ်လာနေပါတယ်။အဲ့ဒီနေရာလူအများရွှေတူးဖော်မှုမလုပ်ခင်ကတည်းကလူသူကင်းမဲ့တဲ့တောရင်းကြီးဖြစ်ပါတယ်။တဘာဝနယ်မြေဒါမှမဟုတ်တမယိုးကြတက်ရှိလူသားတို့နဲ့မသက်ဆိုင်တဲ့ပရလောကနယ်ပယ်တစ်ခုအသွင်မျိုးလည်းရှိကြပါတယ်။ဗဇက်ရာဇဝင်အရတောင်မိုင်မောင်နှမအုပ်ဆိုတယ်လို့ဆိုတဲ့အကိုတောင်မောင်နှမတောင်ဆိုပြီးတောင်နှလုံးလည်းရှိနေပါတယ်။လူအများစုရွှေလောက်ကင်ကြရတာတော့အဲ့ဒီတောင်ကြီးတွေရဲ့အနီးမှာရှိတဲ့ရွှေမင်းဖုံးတောင်တစ်ဝိုက်မှာပဲဖြစ်ပါတယ်။ပလောင်မောင်နှမကတော့တောင်တက်ဈေးမြင့်ရှာရင်းနဲ့ရွှေငုတ်တစ်ခုကိုခလုတ်တိုက်မိရာကနေချမ်းသာသွားကြပါတယ်။အဲ့ဒီနေရာမှာရှိတဲ့ကြံတဲ့ရွှေတွေကိုဆက်လက်မတူးဖော်တော့ဘဲနဲ့အဲ့ဒီငုတ်အစနေရာကိုချင်းတောင်းကြီးနဲ့ဖုံးပြီးဇေဒီတဲရာကနေရွှေချင်းတောင်းဖုံးနဲ့ရွှေချင်းမုံဖျားဆိုပြီးမူလအစပြုခဲ့ပါတယ်။ကာလရွှေ့လျားလာပေမဲ့လည်းရွှေမင်းဖုံးလို့အတန်ထွက်ပြောင်းလဲလာခဲ့ပြီးရွှေမင်းဖုံးတောင်နဲ့ရွှေမင်းဖုံးဖျားအဖြစ်ခေါ်တွင်လာပါတော့တယ်။အများစုကအောက်ခြေအလုသမားတွေဖြစ်တာကြောင့်တနေကုန်ရွှေအင်းများထဲမှာအလုံးဝင်နေတတ်တာကြောင့်လူချင်းနေတော့တက်ပေမဲ့လည်းညနေဆောင်အလုံးနားချိန်ကနေစပြီးညနေတဲ့ထိအလွန်စီကားလျက်ရှိနေပါတယ်။အဲ့ဒီထဲမှာပဲကျွန်တော်နေထိုင်တဲ့တပန်းစိတ်အမိရတဲ့နေရာအစီကားဆုံးဖြစ်ပါတယ်။အဲ့ဒီနေရာမှာအရက်ဆိုင်နေကာရာအိုကေဆိုင်နဲ့မာဆက်ဆိုင်နေတာမကပဲ6កောင်ကျင်းလိုလောင်းကစားဝိုင်းနေရလဲများစွာရှိနေတာကြောင့်အဲ့ဒီရွှေမင်းဖုံးတောင်ကြီးပတ်လည်ကအလုသမားတွေကနေ့မှာရှာဖွေရတဲ့လှုပ်အားခတွေကိုညပိုင်းမှာသုံးပြုံးချင်နေဆိုရင်တော့စိတ်ကြိုက်သုံးပြုံးနိုင်တဲ့နေရာလည်းဖြစ်ပါတော့တယ်။အဲ့ဒါကြောင့်ပဲမြို့ပြကြီးတဲ့ဝင်ငွေပိုကောင်းတယ်လို့ဆိုရမယ်ဖြစ်ပေမဲ့အဲ့လူအများစုကတော့ငွေမစုမိကြဘဲနဲ့အကျွေးတွေတောင်ပြန်တင်နေကြရတဲ့အထိပဲဖြစ်ပါတယ်။အဲ့လူတွေထဲမှာကိုထွန်းအောင်ဆိုသူလည်းပါဝင်နေပါတယ်။သူကတော့မိသားစုလိုက်လာရောက်လောက်ကင်နေတဲ့သူဖြစ်ပြီးညနေရောက်ရင်တော့တောင်ရင်ဆိုင်ရင်တနေဝင်တမိုးချုံနေရသူတူပဲဖြစ်ပါတော့တယ်။အဲ့ဒီနေရာမှာသူတို့လူတစုကမယားဖြစ်သူအပါဝင်သမီးခေမအထိရှိနေတဲ့နေရာကသူ့အတွက်တော့ထမင်းစားဖို့ကမပူရပါဘူး။ကျွန်တော်ကတော့တပန်းစိတ်ရဲ့အစီကားဆုံးနေရာကိုရရှိထားတဲ့သူပဲဖြစ်ပါတယ်။ညနေကနေစပြီးတကောင်ချိန်ထိစူညံတန်နေမျိုးစုံကိုခန်းစားရတာလည်းအလေးချင်းရှိနေပြီလေဖြစ်ပါတယ်။အဲ့လိုတောက်စားမှုယူလောင်ကစားလုပ်နေသူတွေကိုလည်းမမြင်ချင်မှအဆုံးပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာတော့ကျွန်တော်ခွေးကလေးမိုက်ကယ်ကိုလည်းကျွန်တော်ကကောက်ယူမွေးစားခဲ့ခြင်းပဲဖြစ်ပါတယ်။အခုတော့သူက16နှစ်သားလောက်တောင်ရှိနေပါပြီ။အဲ့လိုနဲ့ညတညမှာတော့ကိုထွန်းအောင်တယောက်ကအိမ်မက်တစ်ခုကိုမက်မြင်ခဲ့ပါတယ်။လူတယောက်ကသူ့ကိုနှိုးပြီးလာခေါ်သွားခြင်းဖြစ်ပါတယ်။အဲ့ဒီသူခေါ်ဆောင်ရအောင်သူလိုက်ပါသွားရာတောင်နှလုံးခြေကိုရောက်ရှိသွားပြီးအဲ့ဒီတောင်ခပန်းကိုဆက်တက်ခဲ့ပါတယ်။ကိုထွန်းအောင်လည်းအိမ်မက်ထဲမှာအဲ့ဒီလူခေါ်ဆောင်ရအတိုင်းဆက်လိုက်သွားနေပြီးအဲ့ဒီတောင်ကြီးရဲ့တနေရာမှာတော့လှိုင်ကူပတ်ဝါကြီးတစ်ခုတွေ့လိုက်ရပါတယ်။ကူဝါကြီးကရေတွင်းတွင်းလိုဖြစ်နေပြီးအောက်ကိုခက်ခက်ခဲခဲဆင်းသက်ရမယ့်အခြေအနေမျိုးပဲဖြစ်ပါတယ်။ဒီမှာထွန်းအောင်ငါရဲ့ကူထဲမှာရွှေတွေမင်းလာတူးယူပါပြီးရင်ငါအတွက်အလှူဒန်းလုပ်ပြီးငါ့ကိုဒီဘဝကနေကျွတ်အောင်လွတ်အောင်ပြန်လုပ်ပေးနိုင်မလားဗျာဒီကူထဲမှာရွှေတွေရှိတယ်ဟုတ်လားဟုတ်တယ်ရှိတယ်ငါမင်းအောင်ပေးလို့ရတယ်ငါပြောတာကိုမင်းသဘောတူလားရွှေတွေသာပေးမယ်ဆိုရင်ခမည်းပြောတာသဘောမတူစရာမရှိပါဘူးလေကောင်းပြီလေဒါဆိုရင်မနေ့ပြန်ညမင်းလာတူးလိုအပ်တာတွေယူလာခဲ့ပြီးတော့အဖော်လုံးဝခေါ်မလာရဘူးမင်းတယောက်တည်းပဲလာရမယ်ဟုတ်ကဲ့ပါအဲ့လိုပြန်ဖြစ်ရင်ကိုထွန်းအောင်တယောက်အိမ်မက်ကနေလက်နိုးလာခဲ့ပါတယ်စိတ်ထဲမှာတော့အိမ်မက်အတွင်းကကူကြီးကိုအဲ့လိုနဲ့အတူပဲသူတကယ်ပဲရောက်ရှိသွားသလိုခံစားနေရပါတယ်အချိန်ကလည်းအာယုံတက်လူပြီဖြစ်ပြီးသူပြက်အိတ်မပြောတော့ပါဘူးမနေ့ရောက်တော့ကိုထွန်းအောင်တယောက်အင်းစင်ပြီးပုံမှန်အလုပ်ဝင်ခဲ့ပါတယ်အိမ်မက်ကိုတော့ဘသူ့မှပြန်မပြောပြနေတော့ပဲမေမေပြောက်သာထားလိုက်ပါတယ်ညနေဘက်အင်းအားထွက်တော့လဲထုံးစံတိုင်းပဲအရက်တောက်ပြီးလောင်ကစားဝိုင်းတွေမှာပဲဝင်ထိုးရင်းပါလာသမျှလေးတွေကုံတော့သူ့တဲကိုပြန်ပြီးအိတ်ဆက်လိုက်ပါတယ်မနေ့ညအိမ်မက်ထဲကဖိတ်ခေါ်တဲ့သူကိုသူမေ့လျော့နေပြီပဲဖြစ်ပါတယ်အဲဒီချိန်မှာပဲကိုထွန်းအောင်ကသာအိမ်မက်ကိုမေ့လျော့နေပြီးအိမ်မက်ထဲကလူကတော့ကိုထွန်းအောင်မေ့လျော့နေခြင်းမရှိပါဘူးမနေ့ညအိမ်မက်ကိုသူထပ်မှတ်ပြန်ပါတယ်ဟဲ့ကောင်ထွန်းမနေ့ညပြောတော့မင်းသဘောတူတယ်ဆိုအခုတော့မင်းကတောက်စားပြီးအိတ်တောင်နေသေးတယ်ကိုထွန်းအောင်ကမနေ့ကအိမ်မက်ထဲကလူကိုပြန်မြင်နေရပြီးအနှဲငယ်ထိတ်လန့်သွားမိပါတယ်
ဟိုကျွန်တော်ညာတောက်တာနည်းနည်းများသွားလို့ပါပြီးတော့လမ်းကိုလည်းကျွန်တော်တိတ်မမှတ်မိဘူးဗျအေးလေဒါဖြစ်လဲငါနဲ့ထပ်ပြီးလိုက်ခဲ့လာသွားကြမယ်ဒီလိုနဲ့ကိုထွန်းအောင်လည်းမင်းညအိမ်မက်တိုင်းပဲတော်လန်းကလေးကိုဖျက်တမ်းပြီးအဲ့ဒီအမိမသိတဲ့တောင်တလုံးပေါ်ကနေလှိုင်ကူဝါကိုနောက်တစ်ပံပြန်ပြီးရောက်ရှိခဲ့ပြန်ပါတယ်တိတ်ဆိတ်ငြိမ်သက်လာတဲ့ညအချိန်တောင်ပေါ်တနေရာမှာကိုထွန်းအောင်ကသူတခါမှအပြင်မှာမသိတဲ့သူနဲ့အတူရက်နေပါတယ်အဲ့ဒီလူကမျက်မှောက်ခေတ်ကာလလူပုံစံနဲ့မဟုတ်ပဲပစိုးကွက်မျိုးဝစ်ဆင်ထားပြီးဖြင်းချမ်းအင်ကြီးနဲ့ခေါင်းမောင်းမှာပေါင်းထားကရောင်တစောင်းမှာထုံထားကြောင်းသူတတိပြုမိလိုက်ပါတယ်ကဲမင်းမနဲ့ပြန်ဆက်လာတူးရမယ်နော်မင်း၃ချိန်လာတူးလက်ရှားလာတဲ့ရွှေကိုမင်းအတွက်တဝက်ယူပြီးကျန်တဲ့တဝက်ကိုငါအတွက်အလှူဒန်းမျှဝေပေးရမယ်သဘောတူလားထွန်းအောင်တူပါတယ်နောင်ကြီးတူပါတယ်အေးဒီလိုမှပေါ့ငါထွန်းရအဲ့လိုပြောပြီးအဲ့လူကြီးကထွန်းအောင်ကိုပြုံပြီးကြည့်လာပါတယ်မေယိုကကမျက်ခုံးကောက်ကောက်နဲ့ရှေးကက်ပုံအသွင်လူကြီးရဲ့အပြုံးကိုကြည့်ပြီးထွန်းအောင်တယောက်ကြော်ရိုးတစ်လျှောက်အေးစိမ်သွားသလိုပဲဖြစ်ပါတယ်တတိယနေ့မှာတော့ထွန်းအောင်တယောက်တနေကုန်အိမ်မက်ချောင်းကိုတတိယနေမိတယ်သူအလုပ်ရှင်ရဲ့ရွှေအင်းထဲမှာသူအလုပ်လုပ်နေစင်မှာပဲအဲ့ဒီလူကြီးကသူ့ရဲ့အနီးမှာရက်ကြည့်နေတယ်လို့ခံစားနေရပါတယ်ဒီလိုနဲ့အဲ့ဒီနေ့ကပို့ပြီးနေတာရှိတယ်လို့ခံစားရတဲ့နေ့တစ်နေ့ဖြစ်လာရပါတော့တယ်ညနေမှာတော့အင်းထဲကနေနေစားကားယူပြီးတဲကိုသူပြန်လာခဲ့ပါတယ်ပြီးတော့ရေချိုးဆိုင်ကိုသွားပြီးရေ900ကိုချိုးလိုက်ပါသေးတယ်အဲ့နောက်အရက်ဆိုင်ကိုမသွားပဲအရက်တပလင်းပါဆယ်ဝယ်ပြီးတဲ့နောက်တဲကိုပြန်လာခဲ့ပါတယ်နှစ်ပတ်သုံးပတ်လောက်သာတောက်လိုက်ပါတယ်ပြီးတော့ည8 နာရီတောင်မထိုးခင်သူအိပ်ယာဝင်သွားခဲ့တယ်ဒါကိုသူ့မိမဖြစ်သူကအံ့ဩနေပါတယ်ညသက်ကောင်မတိုင်ခင်အချိန်လောက်မှာတော့ကိုထွန်းအောင်အိပ်ယာကနေနိုးလာပါတယ်သူနိုင်ကြည့်တော့ည7 နာရီထိုးနေပြီဖြစ်ပါတယ်သူအိပ်ယာတွေကနေအတန်မမီအောင်ထလာပြီးတဲနောက်ကိုထွက်လာခဲ့တယ်ပြီးတော့သူ့မှာအသင်ရှိနေတဲ့ကျိုးခွေတူဓမ္မစောင်းတဲ့ရေတက်မှုတွေကိုငွေကုန်အိတ်အတွင်းထဲကိုထည့်ယူလိုက်ပြီးနဖူးစီတက်မီကိုလည်းတက်ဆင်လိုက်ပါတယ်ပြီးတော့တပန်းစိတ်လေကလေးကနေဖြတ်ပြီးတောထဲကိုထွက်လာခဲ့ပါတယ်နှစ်ညစတိုင်းမက်ခဲ့တဲ့အိမ်မက်တိုင်းပဲစူးစားအာရုံခံပြီးတောနေလျှောက်လာခဲ့ပါတယ်အိမ်နေရာတပန်းစိတ်ရဲ့လေပြင်းရွာဘက်ကိုသွားတဲ့တောတွင်းတနေရာဖြစ်ပြီးနောက်ဆုံးမှာတော့လမ်းတနေရာကိုချိုးခွေလိုက်တော့သူ့တောင်တလုံးကိုနီးကပ်စွာနဲ့စတင်မြင်လိုက်ရပါတယ်အဲ့ဒီတောင်ကသူ့အိမ်မက်အတွင်းမှာမြင်တွေ့နေရတဲ့တောင်ဖြစ်ကြောင်းကိုထွန်းအောင်ကောင်းစွာမှတ်မိလိုက်ပါတယ်အဲ့ဒါကြောင့်လဲသူတောင်ပေါ်တက်လာပြီးဂူရှိရလမ်းကြောင်းကိုရှာကြည့်လိုက်ပါတယ်ဘာမှတိတ်မခက်ခဲလာပါဘူးနာယူဝတ်တတာလောက်တော့သူဂူပေါက်ဝါနေရာကိုရောက်ရှိလာခဲ့ပါတယ်ရေတွင်းလောက်နီးနီးမတ်ဆောက်နေတဲ့ဂူပေါက်ဝါမှာကိုထွန်းအောင်စောင့်ကြောက်ထိုင်ပြီးနဖူးတက်မီနဲ့ငုံကြည့်လိုက်ပါတယ်လိုင်ကူကြီးကနှက်ဆိုင်လွန်လာတာကြောင့်အောက်ခြေထိသူမမြင်နိုင်ပါဘူးအဝါပြင်းပြပေ20ပတ်လည်လောက်ကျပေမဲ့လည်းအထဲမှာတော့၄ဘက်၄တန်နေရာများစွာကျဝင်နေတာကြောင့်လည်းတွေ့လိုက်ရပါတယ်သူဆင်းဖို့နေရာရှာတော့တဘာဝကြောက်သားကြောက်ဆိုင်အဖူးထစ်တွေကိုကုတ်ဖက်ဆင်းရမယ့်သဘောဖြစ်နေပြီး15ပေလောက်အနက်မှာတော့အဆင့်တစ်ဆင့်ရှိနေပြီးအဲ့ဒီနေရာကနေဂူတွင်းပလန်ကလေးတလန်းလို့ဖြစ်နေပါတယ်အဲ့ဒီမှာတော့ကိုထွန်းအောင်ကအဲ့ဒီနေရာအထီကိုကြိုးဖြစ်ဆင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဂူပေါက်ဝအနီးမှာရှိတဲ့ပါလုံးတတာတစ်ပင်တစ်ပင်မှာကျိုးခွေကိုကြည့်ပြီးဂူထဲကိုဆင်းလာခဲ့ပါတော့တယ်အဲ့လိုနဲ့အင်းစင်အတွေ့အကြုံများလာတဲ့ကိုထွန်းအောင်ကအဲ့ဒီအခက်ခဲကိုကြော်လွှားလိုက်နိုင်ပြီးအဲ့ဒီကွက်လက်ကလေးပေါ်ကိုရောက်လာပါတယ်အရာရာကြောက်သားကြောက်ဆိုင်နေတာဖြစ်ပြီးရွှေပါဝင်မှုများတဲ့ကြောက်သားနေရာကိုဘလို့ရှာဖွေရမလဲသူမသိနိုင်သေးပါဘူးအဲ့ဒီပလန်ကလေးကအနှဲငယ်နှိမ့်ဆင်းသွားပြီးတနေရာရောက်မှာတော့နောက်ထပ်အဆင့်တစ်ဆင့်ရှိနေပြန်ပါသေးတယ်သူရောက်နေရကနေအဲ့ဒီအဆင့်နေရာကိုဆင်းဖို့အတွက်လမ်းမရှိပါဘူးအမြင်က6ပေလောက်သာရှိတာကြောင့်ခုံချကြည့်ဖို့သာရှိတော့တယ်6ပေအမြင်ကမြင့်လာတယ်လို့မဆိုပေမဲ့လည်းအဲ့ဒီနေရာကနေအောက်ကိုပြုတ်ကျသွားရင်တော့ဓမီရောင်တစုံမမြင်နိုင်တဲ့ဂူကြီးတဲ့ကိုကြာပြီးတေပွဲဝင်ရမှာမဟုတ်ချပဲဖြစ်ပါတယ်စူးစမ်းလို့စိတ်ဖြစ်နေတဲ့တွန်းအားတစ်ခုကြောင့်ကိုတိုးအောင်လည်းသူရောက်နေရကနေရှားသလောက်တွဲကက်ခြေကုပ်ယူပြီးစမ်းပြင်းတဲ့ခြေထောက်ထိလူနီးနီးမှာတော့ခုံချလိုက်ရပါတယ်အဲ့ဒီနေရာပေ50အလျားရှိနေပေမဲ့လည်းအနံက3ပေသာလောက်သာရှိတဲ့နေရာအသေးရစရာလည်းအလွန်ကောင်းလာပါတယ်
သူခဏအနားယူပြီးအမောဖြေပါတယ်။သူနေရာတစ်ဝိုက်ကိုတတိထားပြီးကြည့်လိုက်တော့လေတနေရာမှာတော့ရေတိုက်စားပြီးဖြစ်ပေါ်နေတဲ့လှိုင်ကူဆန်ဆန်ကူဝကြီးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကူဘေးရဲ့ဘေးနေရံဒီမှာတော့ကြောက်သားတွေဟာကျေးစိန်ကြောတွေအနီလိုင်းတွေအပါဝင်တက်ထုများစွာပါဝင်တဲ့ကြောက်တွေဖြစ်ကြောင်းသူတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ကိုထွန်းအောင်တယောက်အာရဝန်းတာနဲ့သူစိတ်ကြိုက်ဂူနရံကိုစောက်အားတူအားနဲ့ထူနဲ့ရိုက်ကြည့်လိုက်ပါတယ်။ကြောက်သားတွေကမာကျောလုံးလာတယ်။အတော်အားဆိုင်မှသာကြောက်သားအပိုင်းစားတချို့ရရှိပါတယ်။သူ့နောက်မှာတော့တစုံတယောက်ရက်ကြည့်နေတယ်လို့ခံစားနေရတာကြောင့်မကြမကြလှည့်ကြည့်မိပေမဲ့လည်းဘယ်သူမှတော့မတွေ့ရပါဘူး။အနားမှာတစုံတယောက်ရှိနေတယ်ဆိုတာတော့သူအမြဲခံစားနေရပါတယ်။ကျမ်းမြေမှာတော့အရွယ်စားပေါင်းဆောင်ကြောက်သားအပိုင်းစားတွေပြန့်ကျဲနေပါတယ်။ငွေရခွန်အိတ်တဝက်စာတာလောက်တော့ရှိပေမယ့်ကြောက်တဲ့အိတ်စာအပြည့်ထမ်းပြီးပြန်တက်ဖို့အတွက်လည်းမလွယ်ကူတာကြောင့်စံသုံးနေစာလောက်ကြောက်သားတွေကိုသာငွေရခွန်အိတ်အတွင်းကိုထည့်ယူလိုက်ပါတယ်။ပြီးတော့လာလန်းတိုင်းမဲ့သူခက်ခက်ခဲခဲနဲ့ပြန်တက်လာခဲ့ပါတော့တယ်။ခုအပြင်ဘက်ကိုထွက်လိုက်တော့မိုးစင်စင်လေးပြီးနေတောင်ကောင်းကောင်းထွက်နေပါပြီ။ဒီလိုနဲ့အဲ့ဒီနေရာစာပြီးကိုတွန်းအောင်ရဲ့ဘဝကတစစ်ချိုးပြောင်းလဲသွားပါတော့တယ်။သူကလက်ဖြားမှာငွေသီးနေသူတယောက်ဖြစ်နေချင်းညချင်းပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။သူတနေရာကနေရွှေကြောတွေ့သွားတယ်ဆိုတဲ့သတင်းလေးထွက်ပေါ်လာပါတယ်။သူပထမဆုံးအခေါက်ကြောက်သားအနှဲငယ်ကြိတ်ခွဲပြီးရရှိလာတဲ့ရွှေက10သားလောက်ရှိတယ်လို့ပြောသူကပြောနဲ့20သားလောက်ရှိတယ်လို့ပြောတဲ့သူကပြောနဲ့အငင်းပွားနေကြပါတယ်။အဲဒါကြောင့်လဲကိုထွန်းအောင်ကလက်ရှိရွှေအေးစင်းအလုပ်ကိုလည်းဆက်မလုပ်ကိုင်နိုင်တော့ပါဘူး။အဲဒီမြမကပဲအပေါင်းအသင်းတွေကိုပါအရက်တိုက်ကျွေးမွေးနိုင်နေသေးတယ်။သူအနေထားသူ့လိုသမျှသုံးပြုံးနိုင်နေပြီးငွေလိုရင်အဲ့ဒီကူကြီးတဲ့ကိုသွားပြီးကြောက်သားတချို့ဖဲ့ယူခြင်းဖြစ်တာတခါတည်းအလုံးလုံးစရာရှိတော့တယ်။ဒီမှာတော့ပြဿနာသူ့ကိုအိမ်မက်ပေးခေါ်ခဲ့တဲ့တိုက်ဆောင်အတွက်ဘာမှပြန်ပြီးအလူတန်းလုံးမပေးခြင်းပဲဖြစ်ပါတယ်။သူကကူကြီးတဲ့နေရာကိုဘယ်သူမှအသိမပေးပဲသူသွားလို့ပါကနေခင်ပိုင်းအချိန်လဲလူသူအလစ်အချိန်မှာတော့သွားရောက်ယူငင်ပြီးသုံးဆွဲနေပါတယ်။အိမ်မက်ပြီးရောင်တဲ့အခါမှာလဲငါနဲ့ထိုက်လို့ငါရတာလို့ရောင်တက်ကြောင်းကြားတဲ့သူကကြားပါတယ်။တိုက်ဆောင်တဲ့သူကတော့သူ့ကတိစကားနဲ့စကားများနေခြင်းမျိုးဖြစ်နိုင်ပါတယ်။တခုခတ်တာအဲ့ဒီရွှေမင်းဘုံတော်မှာတော့ရဟန်းစစ်ရဟန်းမှန်တော့လည်းမရှိပြန်ပါဘူး။စီးပွားရှာဖို့အတွက်တင်ငန်းဝတ်ထားတဲ့သူတယောက်ကျောင်းဆောက်ပြီးခွင်မှန်နေခြင်းသာရှိတယ်။အဲရဟန်းတူကတော့မူရစေဝါရောင်းတယ်လို့လည်းနာမည်ထွက်နေပါတယ်။ဟန်ပြထီးတင်ပွဲသွင်းပြီးလောင်ကစားဝိုင်းတွေအကြီးအကျယ်လုပ်ရတာနဲ့အဲဒီဆင်ဟာနာမည်ရှိတဲ့အမှုပညာသည်တွေဟာအမျိုးသမီးနှစ်ဦးတော်ဝေစုမတဲလို့ပါးရိုက်နိုင်ရိုက်နဲ့ရန်ဖြစ်ကြပူပါသေးတယ်။အဲဒီချိန်မှာပဲတာဝန်ရှိတဲ့ကိုထွန်းအောင်ကမျိုးတက်ပြီးရဟန်းအစစ်ချို့ကိုပင်ဖိတ်ပြီးအဲဒီတိုင်းဆောင်ကြီးကိုရည်ရွယ်အမျှတမ်းပေးဖို့အတွက်ပြက်ကွက်ခဲ့ပါတယ်။နောက်ဆုံးအချိန်ကျွန်တော်ကိုထွန်းအောင်ကိုတွေ့မြင်ရစီရတော့ကျွန်တော်ရဲ့3လသားခန့်သာရှိသေးတဲ့ခွေးကလေးမိုက်ကယ်ကိုတောဆက်တဲ့နေရာမှာကြောင်းပေးနေစဉ်ပဲဖြစ်ပါတယ်။လူနှစ်ယောက်အဝေးကနေလမ်းလျှောက်လာနေကြတယ်။တစ်ယောက်ကတော့ရောင်တစောင်းနဲ့အတော်ရှေးဆန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကျွန်တော်တွေးနေစဉ်မှာပဲတေချာကြည့်လိုက်တော့လူဟာတစ်ယောက်တည်းဖြစ်နေပါတယ်။အော်ကိုထွန်းအောင်ပါလား။ဘယ်လဲဗျ။အော်ကိုနာတင်တာပါဗျာ။ဒါနဲ့ကိုနေရောသူ့လိုက်ကြောင်းနေရလား။ဟုတ်တယ်ဗျ။ကိုဝင်းမို့တို့နဲ့တောင်းတရင်သူ့ကိုပါခရီးသွားရင်ခေါ်သွားမလို့လေ။အော်ကောင်းနေရဲ့ဗျ။ဒီရွယ်လေးကကျင်လာပြီဗျ။သွားလိုက်အောင်မယ်ကိုနေ။ကိုထွန်းအောင်နှုတ်ဆက်သွားတော့သူရွှေကြောရှိရာသွားနေကြောင်းကျွန်တော်သိပါတယ်။ဒါပေမဲ့လိုက်ဆက်စုဖို့တော့စိတ်ကူမရှိပါဘူး။စိတ်တမျိုးဖြစ်နေတာကြောင့်သူ့ကိုတမင်လည်းပြန်နဲ့ပြန်ကြည့်လိုက်ပါတယ်။လူရိတ်တရိတ်ကသူ့နောက်မှာကပ်ပါသွားနေကြောင်းအံ့ဩစရာနဲ့မြင်တွေ့လိုက်ရတယ်။ပစိုးကွက်ဖြင်ချမ်းဝတ်တယ်ဝတ်ထားကခေါင်းမောင်းစားတလူလူနဲ့ရောင်တစောင်းထုံးထားတဲ့သူတို့ကသူ့နောက်ကနေထက်ချက်မကွာလိုက်ပါနေစေမဲ့ဖြစ်ပါတယ်။စောစောကအဝေးတုန်းကတခါမြင်နေအခုကြောခိုင်းသွားပြီးအဝေးရောက်တော့လေပြန်မြင်ရတယ်။ကိုထွန်းအောင်အနီးမှာရှိစင်ရတော့သူတယောက်တည်းသာဖြစ်နေတယ်။ကြောချမ်းစရာကောင်းတဲ့ညနေခင်းတစ်ခုဖြစ်နေတော့တယ်။အချိန်ကမြေကွင်းကောင်းတဲ့ညနေ4 နာရီလောက်မို့အမြင်မားစရာတော့မရှိပါဘူး။ဒီလိုနဲ့ကျွန်တော်လည်းမိုက်ကယ်ကျိုးကလေးကိုဆွဲပြီးအဲ့ဒီတောင်ကျော်လေးကနေကျွန်တော်နေထိုင်ရာတပန်းစိတ်ကိုပြင်ဆင်လာခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ကိုထွန်းအောင်ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကရွှေအင်းတစ်ခွင်လုံးကိုပြန့်နှံ့လာပါတယ်
နောက်ဆုံးတော့သူ့မိမအဲ့ဒီကူကြီးအဝကိုသူတခါရောက်ဘူးကြောင်းပြောပြီးလူတွေနဲ့လိုက်လာကြတယ်။အပေါ်ဓာတ်မီနဲ့ထိုးကြည့်တော့မမြင်ရပါဘူး။အဲ့ဒီချိန်မှာပဲမိမသူ့ယောက်ျားအဲ့ဒီကူကြီးထဲမှာရှိနေကြောင်းမုတ်ချသိနေတယ်။လူတွေကစက်ပစ္စည်းတွေငှားရမ်းပြီးလူတအုပ်ကိုခါမှကြိုးတိုင်းပြီးမီးစလိုက်ကင်ကဆင်းခိုင်းစေပါတယ်။နောက်ဆုံးကျိုးရှည်ပေ200ကျော်လောက်ရောက်တော့ကူထဲမှာရှိတဲ့ကြောက်သားကျမ်းမြေတနေရာမှာကိုထွန်းအောင်အလောင်းကိုတွေ့ရပါတယ်။ကျွန်တော်မြင်လိုက်ရတဲ့အဝတ်စားနဲ့သူလဲနေပြီးသူ့ကိုယ်ရင်ကစီးချနေတဲ့သွေးတွေကမချောက်သေးပါဘူး။သူနဲ့ပေ30လောက်အရောက်မှာတော့ကျိုးနဲ့ဆင်းနေတဲ့သူကလေမရှိတော့လို့အောက်ဆီဂျင်ပြတ်ပြီးကျိုးကိုခိုင်ရင်အချက်ပေးလျာပြန်ဆွဲတင်လိုက်ရပါတယ်။အလောင်းမဟုတ်သေးပဲတေအန့်ဆက်ဆဲမျောနေသူဖြစ်တဲ့ကိုထွန်းအောင်အတွက်မိမဖြစ်သူကတော့လက်မလျှော့ချင်ပါဘူး။တယောက်ပြီးတယောက်ငွေတိုးပေးပြီးဆင်းခိုင်းနေမယ်လေဘယ်သူမှအသက်ရှူမရပဲလက်လျှော့ခဲ့ကြတဲ့သူတွေကြီးပဲဖြစ်ပါတော့တယ်။နောက်ဆုံးတော့သူ့အလောင်းကိုအဲ့ဒီအတိုင်းသာထားလိုက်ကြရပါတယ်။အဲ့ဒီနောက်မှာတော့ရွှေထွက်တဲ့ကူကြီးအကြောင်းလူများသိသွားပြီးဖွဲငယ်လေးတွေဖွဲ့ပြီးတွားရောက်တူးကြပေမဲ့လည်းဘယ်သူမှရွှေမရကြတော့ပါဘူး။အရင်ကကိုထွန်းအောင်ကိုရွှေပေးတဲ့တိုက်ဆောင်ကဂတိမတီတဲ့ကိုထွန်းအောင်ကိုသူ့နေရာနဲ့လူစားထုတ်ခဲ့ပြီးချင်းနေ။တလောက်လောက်ကြာတဲ့ကြာမှာတော့ကျွန်တော်လည်းမိတ်ဆွေချို့ခွေးကလေးမိုက်ကယ်တို့နဲ့အတူအဲ့ဒီကူကြီးကိုတွားကြည့်ဖြစ်ခဲ့တယ်။ကျွန်တော်ငုံကြည့်လိုက်တော့ကူကြီးကမဲမောင်နေပြီးအောက်ခြေကိုရေးတောင်မမြင်နိုင်ပါဘူး။အဲ့ဒီနေရာမှာတော့ရုတ်တရက်ပဲလက်ဆက်ဆက်သွေးညင်တဲ့အချို့ကိုကျွန်တော်ရရှိလိုက်ပါတယ်။ရှင်ထဲမှာလည်းတမျိုးကြီးခံစားလိုက်ရပါတယ်။ကိုထွန်းအောင်ကြီးအမြလို့သာကျွန်တော်ရေရွတ်လိုက်မိပါတော့တယ်။ဒီမှာဂတိစကားတစ်ခွန်းရဲ့တန်မိုးအသက်နဲ့အလဲအထက်ပြုတ်လိုက်ရတဲ့လူတစ်ယောက်ရဲ့အကြောင်းအရာလေးပဲဖြစ်ပါတော့တယ်။ဒါတွေမကသေးပါဘူး။ကျွန်တော်ဘဝတစ်ခုရဲ့တဲတဲ့ရင်ဖို့ဖြစ်ရမှန်သင်ခန်းစာဇလံလေးလည်းဖြစ်ပါတော့တယ်။နောက်ဆုံးတစ်ပုဒ်အနေနဲ့တိုက်ပိုင်းဆိုတဲ့ဇလံလေးကိုနားဆင်ပေးပါအောင်ရှင်။ဝါခင်မမျိုးနဲ့ရွာလေးတစ်ရွာမှာအသက်20သားရှိပြီးချုံမောလှပတဲ့မတီတင်ကအကို3ယောက်မိခင်ကြီးနဲ့အတူနေထိုင်ပါတယ်။မတီတင်ကတောသူဖြစ်ပေမဲ့လည်းဖြူဝင်တဲ့အသားရည်လှပတဲ့ခန္ဓာကိုယ်အချိုးအစားချစ်စပွဲမျက်နှာလေးနဲ့ရွာရဲ့ကိုးနှောင်ကိုင်အပြူချောလေးပဲဖြစ်ပါတယ်။ရွာပြင်ရဲ့လေကွင်းတွေရဲ့အဆက်မှာတော့ရှေးဟောင်းစေတီတော်တဆူရှိပြီးမတီတီတို့ရဲ့လေကွင်းတွေကအဲ့ဒီစေတီတော်ပရဝင်းရဲ့အဆက်နားမှာတည်ရှိပါတယ်။အဲ့ဒါကြောင့်မတီတီကနေတိုင်းလိုစေတီတော်နားအဖြတ်ပြီးလေကွင်းတွေစီကိုသွားရပါတယ်။တနေ့ညနေခင်းမှာတော့မတီတီစေတီတော်ပရဝင်းအဆက်မှာရှိတဲ့လေကွင်းထဲမှာအကို2ယောက်နဲ့စပားတွေကိုရိတ်သိမ်းနေတယ်။အဲ့လိုစပားရိတ်နေကြတဲ့အချိန်မှာပဲတဖြည်းဖြည်းနဲ့နေမင်းကြီးကအနောက်ကော်ရဆုံးကိုငုတ်ရှိုးပြောက်ွယ်တော့မဲ့ပုံစံဖြစ်နေပါတယ်။ကျင်းငယ်တရာကတွေကလည်းအုပ်စုဖွဲ့ပြီးသူတို့ရဲ့အိတ်တန်းရှိရာကိုပြန်တန်းသွားလာနေကြပြီ။အကြခင်မှာပဲအလင်းပြောက်ွယ်ပြီးအမောင်ရောက်လာချေတော့မယ်။အဲဒါကြောင့်မတီတီကသူမရဲ့အကို2ယောက်ကိုအကိုကြီးရေကျမအရင်ပြန်နှင့်မယ်။အမေကိုဝိုင်းကူပြီးထမင်းဟင်းနေချက်ရအောင်လို့။အေးညီမလေးပြန်နှင့်လေ။အကိုကြီးတို့ဒီတငန်းလက်ဆက်တက်လိုက်အောင်မယ်။အကိုကြီးကြိုက်တဲ့ချမောင်ဟင်းနဲ့ငရုတ်တီထောင်လေးထောင်းတာနော်။စိတ်ချအကိုကြီးကြိုက်တာလုပ်ပေးထားမယ်။သွားပြီနော်အကိုကြီး။မတီတီတယောက်အကိုတွေကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ဒီလမ်းဒီခီကအမြဲသွားလာနေကြဖြစ်တာကြောင့်ကြောက်လန့်စရာမရှိပါဘူး။အဲ့လိုပြန်လာနေရင်နဲ့ရွာထိပ်မှာရှိတဲ့စေတီတော်အနားအောင်ရောက်တဲ့ခါမှာတော့တစုံတစ်ယောက်ကသူ့ကိုကြည့်နေတယ်လို့ခံစားရတာကြောင့်ပတ်ဝန်းကျင်ကိုကြည့်ရှုရှာဝေပေမဲ့လည်းဘယ်သူမှမရှိပါဘူး။စစ်သိမ်းမွေးကြီးနေရလဲထလာတာကြောင့်စိတ်ထဲမှာတော့ကြောက်လန့်လာမိတယ်။အဲ့လိုနဲ့ပဲအိမ်ကိုအမြန်ပြေးသွားမိပါတယ်။အိမ်ကိုရောက်ပေမဲ့ကြောက်လန့်တဲ့စိတ်ကမပြေသေးတာကြောင့်ရေအိုးစင်ရရေတစ်ခွက်ကိုခက်ယူပြီးတောက်လိုက်ပါတယ်။အဲ့နောက်မိဖို့ကြောင်ဝင်ပြီးမိခင်ကြီးကိုဝိုင်းကူပြီးထမင်းဟင်းတွေကိုချက်ပြုတ်နေလိုက်ပါတယ်။အကိုတွေပြန်ရောက်လာတဲ့အခါမှာတော့မိသားစုထမင်းလက်ဆောင်စားကြပြီးတောရွာတလေးတိုင်းစောစီးစွာအိပ်ယာဝင်ခဲ့ကြပါတယ်။နှမလေးမထေရီခေါ်တန်ကြားတာကြောင့်အိမ်ရှိကိုထွက်ကြည့်လိုက်ရာကြီးမားပြီးထိတ်မှာဖျားကြီးတစ်ခုပါတဲ့မွေကြီးတစ်ကောင်တွေ့လိုက်ရတယ်။အလိုနဲ့ပဲထိတ်လန့်သွားပြီးအတန်မထွက်ရဘဲနဲ့ငြိမ်သက်နေမိပါတယ်။သူမကြည့်နေတဲ့ချိန်မှာပဲမွေကြီးအသွင်ကနေယောက်ျားပြိုတယောက်အသွင်ကိုပြောင်းလဲသွားပါတယ်။အဲဒီယောက်ျားပြိုကအသက်20ကျော်ခန့်ရှိပြီးချော်မော်ခန့်ညာပြီးရှောင်းတစ်စောင်းနဲ့ရှေးခေတ်ဝတ်စားတွေကိုဝတ်ဆင်ထားတာကိုတွေ့လိုက်ရတယ်။အဲဒီယောက်ျားပြိုတစ်ချိန်တစ်ခါတော့မမြင်ဘူးတာကြောင့်အံ့ဩတကြီးနဲ့ငေးကြည့်နေချိန်မှာပဲအဲဒီယောက်ျားပြိုကမတီတီကိုစူးရှတဲ့မျက်လုံးနဲ့ကြည့်လိုက်ပါတယ်။နှမလေးကလိပ်ပြလာလို့ဟိုးရင်ကလေးက
မောင်ကြီးချစ်ခင်ဆုံမနေမိခဲ့တာအခုတော့အခြေအနေပေးလို့နှမလေးကိုမောင်ကြီးရဲ့နေရာကိုအလည်လိုက်ဖို့လာခေါ်တာအဲ့လိုပြောလာတာကြောင့်မထတီလည်းပြန်ပြောဖို့ပြင်လိုက်ပေမဲ့လည်းယောက်ျားပြူရဲ့တန်လိုက်တက်လို့ညှို့အားပြင်းပြီးဆူရှာတဲ့မျက်လုံးတွေကိုကြည့်မိတာကြောင့်ဘယ်စကားမှမဆိုနိုင်တော့ပါဘူးအဲ့ဒီချိန်မှာပဲယောက်ျားပြူကမထတီရဲ့လက်ကလေးကိုဆွဲပြီးခေါ်ဆောင်သွားပါတယ်မထတီကတော့စိတ်ညှို့ခံထားရတဲ့ပုံစံနဲ့မငင်းဆန်နိုင်တော့ပဲလိုက်ပါသွားမိပါတယ်ယောက်ျားပြူခေါ်ဆောင်သွားရအောင်လိုက်ပါသွားနေတဲ့မထတီကရွာထိပ်ကစီဒီနာကိုရောက်တဲ့အခါတွေးလိုက်ရတဲ့မြင်ကွင်းကြောင့်အတော်လေးအံ့ဩသွားမိပြီးသူမအမြင်များမှားနေသလားလို့တွေးပြီးမျက်စိနှစ်ဖက်ကိုပိုကကြည့်လိုက်ပေမဲ့မြင်ကွင်းကပြောင်းလဲမသွားပါဘူး။သူမမြင်တွေ့နေရတာကတော့ဇေဒီရဲ့ဘေးနားမှာရှေးခေတ်နန်းဆောင်ကြီးလိုအဆောက်အဦကြီးတစ်ခုအဲ့ဒီအဆောက်အဦကြီးကလည်းလင်းထိန်နေပြီးအထင်းမှာရှေးခေတ်ဝတ်စားတွေဝတ်ဆင်ထားတဲ့လူတွေကလှုပ်ရှားသွားလာနေကြပါတယ်။မတီတီကဒီဇေဒီတော်ဝင်းကျင်ကိုအခါပေါင်းမရေတွက်နိုင်အောင်သွားလာခဲ့မှုပေမဲ့လည်းဒီအဆောက်အဦကြီးကိုတစ်ချိန်တစ်ခါတော့မြင်တွေ့မှုချင်းမရှိခဲ့ပါဘူး။အဲဒါကြောင့်အံ့ဩတကြီးနဲ့ငေးကြည့်နေမိပါတယ်။အလွန်အံ့ဩနေတာလားနှမလေး။ဒီတိုက်နှံကြီးကဟိုးရင်ကလေးကတည်ရှိနေတာပါ။တာမန်လူတွေရဲ့မျက်စိနဲ့မမြင်နိုင်လို့နှမလေးမမြင်တွေ့ရတာပါ။ဒါဆိုရင်ရှင်ဟာမောင်ကြီးကဒီစီဒီတော်ရဲ့ဌာပနာတွေကိုအတမားသူတွေယူငင်ဖြစ်စီချင်းမပြုနိုင်အောင်လို့စောင့်ရှောက်နေရတဲ့ငကားတိုက်ကတိုက်ပိုင်နာဂရာစာပါ။သူတို့ကတော့တိုက်ဆောင်နေတဲ့မောင်ကြီးရဲ့အချွေရံနေပါကျမကိုဘာဖြစ်လို့လာခေါ်ရတာလဲပြန်ပို့ပေးပါအမေနဲ့အကိုတို့စိတ်ပူနေကြလိမ့်မယ်မစိုးရိမ်ပါနဲ့နှမလေးကိုပြန်ပို့ပေးမှာပါမောင်ကြီးကနှမလေးကိုမြတ်တာတန်းဝင်ပြီးလို့ခဏခေါ်ဆောင်လာတာပါရှင့်ကိုလည်းကျမမသိဘူးကျမပြန်တော့မယ်ခဏနေပြန်ပို့ပေးပါမယ်အခုတော့တိုင်နှန်းထဲကိုခဏလိုက်ခဲ့ပါဦးနှမလေးနာဂရာစာသူမရဲ့လက်ကိုဆွဲပြီးခေါ်ဆောင်သွားတာကြောင့်မထီထီလည်းလိုက်ပါသွားရပြန်တယ်။တိုင်နှန်းဝါကိုရောက်တဲ့ခါမှာတော့တိုက်တရလှုပ်ရှားသွားလာနေကြတဲ့သူတွေကနာဂရာစာကိုအယိုသေးပေးကြတာကိုတွေ့ရပါတယ်။နာဂရာစာအတွင်းဘက်ကိုခေါ်ဆောင်လာခဲ့တော့မထီထီကငေးမောလျက်နဲ့လိုက်ပါလာမိပါတယ်။အတွင်းဘက်ကိုရောက်တဲ့ခါမှာတော့မီးရောင်နေလင်းထိန်နေတဲ့အခန်းကျယ်ကြီးတစ်ခုကိုရောက်ရှိလာခဲ့တယ်။အခန်းကျယ်ကြီးထဲမှာအမျိုးမီမသိတဲ့မှုရဲနယ်နေမှုပြက်နေပြီးခန္ဓာလှပတဲ့တလွန်ကြီးတစ်ခုလည်းရှိနေပါတယ်။နာဂရာစာတလွန်ကြီးပေါ်မှာပွေချပြီးတင်လိုက်တဲ့ခါမှာတော့မတီတီကကြောက်လန့်တကြားနဲ့ရုန်းကန်ထွက်ပြေးမိပါတယ်။အဲ့လိုရုန်းကန်ပြီးထွက်ပြေးနေရင်နဲ့တနေရာရောက်မှာတော့ကြမ်းကင်းတစ်ခုကနေရုတ်တရက်ကျွံကျသွားပြီးမတီတီလည်းအောက်ကိုပြုတ်ကျသွားပါတယ်။အဲ့လိုပြုတ်ကျသွားတော့ကြောက်လန့်တကြားနဲ့အော်ဟစ်မိလိုက်ပါတယ်။အာမတီတီတယောက်အသက်ကုန်အော်ဟစ်လိုက်ပေမဲ့လည်းအတန်အပြင်ကိုထွက်မလာဘဲနဲ့လေချောင်းပေါ်မှာပဲပျောက်ဆုံးသွားပါတယ်။အဲဒါကြောင့်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့အိယာထက်မှာသူရှိနေတာကိုတွေ့ရတာကြောင့်သူမအိမ်မက်မက်နေမှန်းသိလိုက်ရပါတယ်။အိမ်မက်လို့ဆိုပေမဲ့လည်းအပြင်မှာတကယ်ပင်ပြစ်ပြက်သွားသလိုပဲခံစားနေရပါတယ်။ကြောက်လန့်စိတ်မောပန်းတဲ့စိတ်တွေကြောင့်သူမတကူလုံးချွေးတွေရွှဲဆိုနေပြီးမောဟိုက်နေပါတယ်။နာဂရာစာဆိုတဲ့ယောက်ျားပြိုနဲ့တိုင်နှန်းကြီးကိုအပြင်မှာမြင်တွေ့လိုက်ရတယ်လို့ပဲသူမအသေးချာမှတ်မိနေပါတယ်။အဲ့ဒီချိန်မှာပဲအမျိုးမီမသိတဲ့မှုရဲနှံတစ်ခုကိုရှူလိုက်ရတာကြောင့်အလွန်ပဲထိတ်လန့်သွားမိတယ်။အဲ့ဒီမှုရဲနှံတိုင်နှန်းကြီးထဲမှာသူမရှူရှိုက်ခဲ့ရတဲ့မှုရဲနှံဖြစ်နေသောကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲအိမ်ပြင်ဘက်ကခွေးတအုပ်ရဲ့ဆွဆွငယ်ငယ်ဦးတန်ကိုကြားလိုက်ရတာကြောင့်ခြေပြားလက်ပြားတွေအေးဆက်လာပြီးကြောက်လန့်လွန်လာပြီးအတန်တော်မထွက်ရဘဲနဲ့ဆောင်းကိုကောင်းပြီးချုံကငြိမ်သက်နေမိပါတယ်။မနက်မိုးလင်းတဲ့ခါမှာတော့အကို၃ယောက်ကလေထဲကိုသွားကြပြီးမတီတီကမိခင်ကြီးကိုကူညီချက်ပြုတ်ရင်အိမ်မှာပဲကြံရစ်နေခဲ့ပါတယ်။ချက်ပြုတ်နေရင်နဲ့ညအိမ်မက်ကြောင်ပြန်တွေးမိလိုက်တိုင်းစက်သိမ်းမွေးညင်းနေထလာမိတယ်။အိမ်မက်ကြောင်မိခင်ကြီးကိုပြောပြဖို့အတွက်စိတ်ကူးပြီးမှမိခင်ကြီးစိတ်ပူနေမှစိုးရိမ်တာကြောင့်မပြောပြတော့ဘဲနဲ့ချက်ပြုတ်ပြီးတဲ့အခါလေထဲကိုထွက်လာခဲ့လိုက်ပါတယ်။ရွာပြင်စီတီတော်နောက်ရောက်တဲ့ခါမှာတော့ညအိမ်မက်ထဲမှာတွေ့ခဲ့ရတဲ့နာဂရာစာနဲ့တိုင်နှန်းကြီးကိုတွေ့ရလိမ့်မလားလို့လိုက်လံရှာဖွေကြည့်မိပေမဲ့လည်းဘယ်ရာကိုမှမတွေ့ရပါဘူး။ဒါပေမဲ့ဇေဒီတော်နောက်ရောက်လာတဲ့ခါမှာတော့မတီတီကသူမကိုတစုံတယောက်စိုက်ကြည့်နေတယ်လို့အနားမှာလည်းတစုံတယောက်ရှိနေတယ်လို့ခံစားရပြီးတစ်ချက်စိတ်လွတ်ပြီးလေဟာနေတဲ့ကိုရောက်နေတယ်လို့ခံစားရတာကြောင့်စိတ်ကိုစူးစီးပြီးအကိုတွေရှိရာလေကွင်းစီကိုအပြေးတစ်ပိုင်းနဲ့ခက်သက်သက်သွားမိလိုက်ပါတယ်။သူရဲ့အသိစိတ်ကိုတစုံတယောက်ကချုပ်ကင်ထားတယ်လို့ခံစားနေရပြီးစိတ်တရားလေးလံထိုင်ပိုင်းနေပါတယ်။အဲဒါကြောင့်အကိုတွေကိုစကားမပြောတော့ဘဲနဲ့စပားကိုသာရိတ်နေမိပါတယ်။နေ့လည်ခင်းတမင်းစားပြန်ကြတဲ့အခါမှာတော့အကို၃ယောက်နဲ့အတူပြန်ကြပြီးဘလို့မှမကြုံတွေ့ရပေမဲ့လည်း
ညနေပိုင်းတယောက်တည်းပြန်လာခဲ့တဲ့ချိန်မှာတော့ဇေဒီနာကိုရောက်တဲ့အခါစက်သိမ်းမွေးညင်းနေထလာပြီးအိမ်ကိုပြေးတစ်ပိုင်းနဲ့ပြန်ပြေးလာခဲ့ပါတယ်။ရွာထဲကိုရောက်တဲ့အခါမှာတော့ဇေဒီတော်ဘက်ကိုအမှတ်ပတင်လက်ကြည့်မိလိုက်ရာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလွန်ပဲအံ့ဩသွားပါတယ်။မတီတီမြင်လိုက်ရတာကတော့ဇေဒီတော်နားမှာမတက်ရက်ပြီးသူမကိုလှမ်းကြည့်နေတဲ့ရှီးခဲ့ဝတ်စာနဲ့နာဂရာစာကိုမြင်တွေ့လိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။အဲဒါကြောင့်အိမ်ကိုအမြန်ပြေးသွားမိပါတယ်။အချိန်ကညတကောင်ကြော်ခန့်ဖြစ်နေတယ်။ရွာသူရွာသားတွေကညာရဲ့လိုက်အောင်အောက်မှာအိတ်ဆက်အနားယူနေကြပါတယ်။အဲဒီချိန်မှာပဲရွာထိပ်မှာရှိတဲ့ဇေဒီတော်ဘက်ကရွာထဲကိုတရွေ့ရွေ့ဝင်လာနေတဲ့ငွေကြီးတစ်ကောင်ကိုတွေးလိုက်ကြတဲ့ရွာခွေးတအုပ်ကတော့ဝိုင်းမဟောင်နေကြပါတယ်။ငွေကြီးကလည်းခေါင်းထောင်ပြီးဆူရှာတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီးနှာမုတ်တန်ပေးလိုက်တာဟောင်နေကြတဲ့ခွေးတွေကအမီးကုတ်ပြီးပြေးကြလာပါတယ်။အဲဒီငွေကြီးရွာထဲကိုဆက်ဝင်လာပြီးမတီတီတို့ခြံဝင်းစီကိုဝင်ရောက်သွားပါတယ်။အဲဒီနောက်ပြတင်းမောက်ကနေအိမ်မော်တက်လာကမတီတီရဲ့အိတ်ခမ်းစီကိုသွားပြီးအိပ်ပျော်နေတဲ့မတီတီရဲ့မျက်နှာကိုဆူရှာတောက်ပြောင်တဲ့မျက်လုံးနဲ့အတော်ကြောင်စိုက်ပြီးကြည့်နေတယ်။အဲဒီနောက်မတီတီရဲ့ဘေးမှာခွေပြီးနေပါတယ်။မိခင်ကြီးနဲ့အကိုသုံးယောက်ကအိပ်ပျော်နေကြတာကြောင့်အိမ်မော်ငွေကြီးတက်လာတော့မသိကြပေမဲ့လည်းမတီတီကသူမရဲ့ဘေးကိုငွေကြီးရောက်နေတာကိုစိတ်ထဲမှာသိနေပေမဲ့လည်းမျက်လုံးတွေကဖွင့်မရစိတ်တွေလည်းလေးလက်နေကတစုံတစ်ခုကချုပ်ကန်ထားသလိုခံစားနေရပြီးလေဟာနယ်ထဲကိုရောက်ရှိနေတယ်လို့ဖြစ်ကခဏကြာတော့အမောင်တိကျသွားပါတယ်။အဲ့လိုဖြစ်ပြပြီးနောက်နေ့ကစလို့မတီတီကအမူအရာတွေပြောင်းလဲလာပါတယ်။အလုံးလုံးချင်းချက်ပြုတ်စားတော့ချင်းတွေကိုလည်းလှုပ်ဆောင်နေပေမဲ့လည်းလူကမှိုင်းတွေးနေပါတယ်။စိတ်နဲ့ကိုမကတ်တာကြောင့်မင်းရင်လည်းမကြောက်ရီမောပြုတ်ရှင်ခြင်းလည်းမရှိတော့ဘဲနဲ့ငေးမိုင်ရေးတာနေပါတယ်။ရှက်နေငယ်ကြတဲ့အခါမှာတော့မိခင်နဲ့အကိုများသတိထားမိလာကြပါတယ်။ဟဲ့တီတီညီဘာဖြစ်နေရလဲ။ညီကိုကြည့်လိုက်မှိုင်းတွေးနေတာပဲ။နေမကောင်းဘူးလား။မိခင်ကြီးကမင်းနေပေမဲ့လည်းမတီတီကမလုံးမရှက်။ဟဲ့တီတီနင့်ကိုအမေမင်းနေလေမကြောက်ဘူးလား။မင်းနေတာကိုမခံလေးစားနဲ့နေဘာဖြစ်နေရလဲ။အကူများဒေါသထွက်သွားကြပြီးဝိုင်းဝန်းပြောဆိုနေကြပေမဲ့လည်းမတီတီကတော့တုံဤပါဝေပါပဲ။ဟာဒီကောင်မလေးကတော့အကူလက်ကဒေါသထွက်လာပြီးကြောကုန်းခက်ဆက်ဆက်ရိုက်လိုက်မှတတိဝင်လာပြီးနာကျင်ဟန်မပြဘဲနဲ့ဟင်ရှင်းဘာဖြစ်လဲအမေနင့်ကိုမင်းနေရလေမကြောက်ဘူးလားနင်ဘာဖြစ်နေရလဲဘာမေးတာလဲမကြားလိုက်ဘူးအမေညီကြီးရတာတမိုက်မိုက်ထွေထွေနဲ့နေမကောင်းလားဘာဖြစ်နေတာလဲလို့ကောင်းပါတယ်အမေရဲ့ဘာမှမဖြစ်ပါဘူးအဲ့လိုပြောပြီးအခန်းထဲဝင်သွားတဲ့မတီတီကိုကြည့်ပြီးမိခင်ကြီးနဲ့အကိုသုံးယောက်ကနားမလည်နိုင်ဖြစ်နေကြပါတယ်အမေညီမလေးကိုကြည့်ရတာတမျိုးကြီးပဲဟုတ်တယ်အမေလည်းသတိထားမိတယ်အခုတလောစကားလည်းသိမ့်မပြောဘူးသူနေမကောင်းလို့နေမှာပါကွယ်မိခင်ကြီးနဲ့အကိုသုံးယောက်ကမတီတီကိုသတိထားပြီးစောင့်ကြည့်နေကြပါတယ်တညတော့အကိုလည်းဖြစ်သူကအိပ်ပျော်နေရကနေစကားပြောတာလိုကြားလိုက်ရတာကြောင့်လက်နိုးလာပါတယ်အတန်ကိုနားဆွင့်ကြည့်လိုက်တာညီမဖြစ်သူမတီတီရဲ့အိတ်ကန်ထဲကယောက်ျားတစ်ယောက်နဲ့စကားပြောတဲ့တဲ့ကိုကြားလိုက်ရတာကြောင့်ရွာထဲကကာလာသားတစ်ယောက်နဲ့မတီတီတို့ချစ်ကြိုက်နေပြီးညဘက်မှာမိခင်ကြီးနဲ့အကိုတွေမသိအောင်ခိုးတွေ့နေတယ်လို့ထင်ကဒေါသထွက်သွားပြီးခေါင်းရင်းမှာရှိတဲ့လက်နှိပ်တမျိုးယူခြေဖို့နေကမတီတီရဲ့အိတ်ကန်စီကိုသွားပါတယ်အခန်းဝကိုရောက်တဲ့တိုင်အောင်အခန်းထဲကစကားပြောနေတဲ့အတန်ကိုကြားနေရဆဲပဲဖြစ်တယ်အဲဒါကြောင့်မတီတီရဲ့အိတ်ယာစီကိုဓမီနဲ့ထိုးကြည့်လိုက်ပါတယ်ဓမီအောင်အောင်မှာမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်အကိုလက်ကအံ့အားသင့်သွားရပြီးပါဇက်ကနေအာမေဒိတ်တန်အောင်ထွက်သွားရပါတယ်ဓမီအောင်အောင်မှာအကိုလက်မြင်တွေ့လိုက်ရတာကတော့ညီမဖြစ်သူမတီတီကအိမ်မော်ကြလျက်ရှိနေပြီးသူမရဲ့ဘေးမှာကြီးမားတဲ့မွေကြီးကခွေလျက်သားမွေကြီးကမီးအောင်လာရဘက်ကိုဆူးရှာတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီးအခန်းပြတင်းပေါက်ကနေအောက်ကိုရှော့ဆင်းကျသွားပါတယ်အဲ့ဒီခါမှာအကိုလက်ကအံ့ဩထိတ်လန့်သွားပြီးမှင်တက်မိညာကနေတတိဝင်လာကအကိုကြီးအမေကြီးလာကြပါဦးဗျညီမလေးခန်းထဲမှာမွေးရောက်နေတယ်အကိုလက်ရဲ့အော်တန်ကြောင့်မိခင်ကြီးတော်ကြီးကြီးနဲ့အကိုတွေနိုးလာပြီးဟေးဘယ်မှာလဲမွေဘယ်ဝင်လာလဲဟဲ့ဘယ်ကမွေကအိမ်ထဲရောက်လာလဲတခါမှမလာဘူးပါဘူးရမ်းမလောက်ကြနဲ့နော်ဘယ်မှာလဲမွေကမရှိတော့ဘူးအမေဒါတက်မီနဲ့ထိုးကြည့်တော့ညီမလေးဘေးမှာခွေနေတာနဲတာကြီးမဟုတ်ဘူးဗျာဟေးဟုတ်လားသမီးလေးဘာဖြစ်သွားသေးလဲကြည့်ကြပါဦးအကိုတွေနဲ့မိခင်ကြီးတို့စိုးရိမ်ပူပန်ပြီးဒုတ်ဆွဲသူကဆွဲမွေးရှာသူကရှာနဲ့ဆူညံနေပေမဲ့လည်းမတီတီကနိုးမလာသေးပါဘူးအိမ်မော်ကြလျက်သားနဲ့ပဲဖြစ်တယ်ဟဲ့သမီး
သမီးအမလီခေါ်လို့လည်းမရဘူးကြည့်ကြပါအောင်ဟဲ့ဘာဖြစ်သွားသေးလဲလို့မိခင်ကြီးပြောမှအကိုတွေလည်းတတိယပြီးမတီတီရဲ့ခန္ဓာကိုယ်ကြည့်ရှုစစ်ဆေးကြပါတယ်ဘာတရားမှတော့မတွေ့ဘူးအမေညီမလေးမိခင်ကြီးနဲ့အကိုတွေကစိုးရိမ်ပူပန်စွာနဲ့အော်ဟစ်လုံလုံနေကြပေမဲ့လည်းမတီတီကတော့နိုးမလာသေးပဲအိမ်မော်ကြလျက်သားပဲဖြစ်တယ်အကိုကြီးကဖျားစင်ရတောက်တော်ရေးခွက်ကိုစွန့်ယူပြီးမျက်နှာကိုအနှဲငယ်ဖြန်းလိုက်တဲ့အခါမှာလွတ်လွတ်လာပြီးနိုးလာပါတော့တယ်ဘာဖြစ်လို့လဲယင်ဘာဖြစ်နေကြရလဲမတီတီကဘာမှမသိတယ်လို့မေးလိုက်တာကြောင့်ငါအတန်ကြားလို့လာကြည့်တော့နင်ဘေးမှာမွေကြီးခွေနေတာတွေ့လို့နင်ဘာဖြစ်သွားသေးလဲဟုတ်လားကျမဘာမှမသိဘူးဘာမှလည်းမဖြစ်ဘူးအိတ်ချင်နေပြီအိတ်တော့မယ်အဲ့လိုပြောပြီးပြန်အိတ်သွားတာကြောင့်မိခင်ကြီးနဲ့အကိုတွေကနားမလည်နိုင်ဖြစ်နေကြပါတယ်အမေညီမလေးကိုကြည့်ရတာတခုခုဖြစ်နေတယ်လို့ပဲနော်တမိုင်မိုင်ထွေထွေနဲ့အခုပိုးပို့ပြီးဆိုးလာပြီဟုတ်တယ်အမေလည်းအဲ့ဒီကြောင့်ပဲစဉ်းစားနေတာဘလို့လို့ရင်ကောင်းမလဲအခုဖြစ်နေတာတွေကမယိုးသားဘူးလို့အမေထင်တယ်အထက်ဆရာတွေခေါ်ပြကြည့်ရင်ကောင်းမလားဟုတ်တယ်အမေကျွန်တော်လည်းညီမလေးအခုလိုဖြစ်နေတာမယိုးသားဘူးလို့ပဲထင်တယ်နားလေတဲ့သူတွေနဲ့တိုင်ပင်ပြီးဆရာနဲ့ပြကြည့်ပါလားအမေမနဲ့ကြမှာဦးတာလာတို့ကိုပြောပြပြီးမေးမြန်းကြည့်ပါဦးမေဟုတ်ကဲ့အမေမြန်လုံးမကြာရင်ပို့ဆိုးလာမှာအမေရဲ့မိခင်ကြီးနဲ့အကိုတွေကစိတ်ပူပန်ပြီးတိုင်ပင်ပြောဆိုနေကြပေမဲ့လည်းမတီတီကတော့ဘာမှမသိတယ်လို့ပဲအိမ်မော်ကြလျက်သားပဲဖြစ်တယ်နောက်တနေ့မနေ့မိုးလေးနဲ့ခါမှာတော့အကိုတွေကလေတဲကိုဆင်းဖို့အတွက်ပြင်ဆင်နေကြချိန်မှာမတီတီကလည်းလေတဲလိုက်ဖို့အတွက်ပြင်နေတာကြောင့်ဒေါ်ထေးကြီးကဟဲ့သမီးနေကောင်းရဲ့လားနေမကောင်းရင်လေတဲကိုလိုက်မနေနဲ့လေကောင်းပါတယ်ဘာမှမဖြစ်ဘူးအဲ့လိုအသက်မဲ့စွာပြောပြီးလေတဲကိုလိုက်ပါသွားပါတယ်အဲ့ဒီခါမှာဒေါ်ရေးကြီးလည်းတပတ်တစ်ထည်ကိုကောင်းပေါင်းပြီးဥတာလာအိမ်ကိုထွက်လာခဲ့ပါတယ်ဥတာလာရင်ဥတာလာရှိလားဟေးဘသူတော့ဟာအော်ဒေါ်ရေးကြီးပါလားလာလေဗျာဘာကိစ္စရှိလို့လဲဥတာလာရဲ့အိမ်ရှိကိုရောက်တဲ့အခါအတန်ပြူလိုက်တာကြောင့်ဥတာလာထွက်ကြည့်ပြီးခေါ်ပါတယ်ကဲလာထိုင်ဗျာဘာကိစ္စများရှိလို့လဲကိစ္စကတော့အင်ကသမီးထေးထေးကိစ္စပါဟေးထေးထေးကဘာဖြစ်နေလို့လဲဟာဘာဖြစ်နေမှန်းကိုမသိပါဘူးဥတာလာရဲ့တမိုင်မိုင်ထွေထွေနဲ့မေးလို့လည်းမရဘူးပြောလဲကြားချင်မှကြားတာအခုတလောပိုးပို့ဆိုးလာတယ်ညာလဲသူ့အိတ်ကန်တွေကစကားပြောတန်ကြားလို့အလက်ကောင်ကထားကြည့်တော့မွေးတစ်ကောင်ကသူ့ဘေးမှာခွေနေတာတဲ့သူကတော့အိတ်ပြောနေတာအလက်ကောင်ကဓာတ်မီနဲ့ထိုးကြည့်တော့မှတည်င်းမကနေဆင်းသွားတာကျမတို့လည်းစိတ်ပူပြီးသူ့ကိုနှိုးတော့နှိုးမရဘူးနောက်ဆုံးအကြီးကောင်ကဖះဆရာတောက်တော်ကြီးခွဲကိုစုံပြီးဖျက်လိုက်မှနိုးလာတယ်သူ့ကိုမေးကြည့်တော့လေသူကမထုံတတ်တယ်နဲ့မသိဘူးအိတ်ချင်နေဆိုပြီးပြန်အိတ်သွားတာမယိုးသားဘူးလို့ထင်လို့ဥတာလာနဲ့လာတိုင်းမင်းလားဟေးအတော်ထူးဆန်းပါလားမွေကြီးကအိတ်ခမ်းနဲ့ဝင်ပြီးလူကိုလည်းအနေမပြုတ်ပဲနဲ့ဘေးမှာခွင်နေတယ်ဆိုတော့ထူးဆန်းနေတယ်ဗျခင်ဗျားပြောပုံရဆိုရင်တော့မယိုးသားတာအမှန်ပဲဗျမနာလိုတဲ့သူတွေကမကောင်းတဲ့ပညာတွေနဲ့တိုက်ခိုက်တာများဖြစ်နေသလားကျမလည်းအဲ့ဒါကိုပဲစိတ်ပူနေတာဥတာလာဒီအကြောင်းတွေနားလေလို့ကျမလာတိုင်းမင်းလားဘလို့လို့ရင်ကောင်းမလဲလို့လေဟိုဘက်ရွာဆရာညိုကတော့ပယောဂကုတယ်ဟုတ်တော့ရှိမဟုတ်တော့ရှိပြင်ပြီးပြကြည့်ပါလားဟဲ့ဟုတ်ကဲ့ကျမလည်းဆရာညိုပြင်ရကောင်းမလားစဉ်းစားနေတာနေ့လည်ကျရင်တားကြီးကိုအပင့်ခိုင်းလိုက်တော့မယ်အေးကောင်းတယ်ပြကြည့်တော့ရှင်းရှင်းလင်းလင်းသိရတာပေါ့ဟာဟုတ်ကဲ့ဥတာလာဒါဆိုကျမပြန်လိုက်အောင်မယ်နော်အေးပါဒေါ်ကြီးကြီးရဲ့ကျွန်တော်လည်းလာကြည့်ပါဦးမယ်ဟုတ်ကဲ့ကိုတာလာကြီးလာခဲ့ပါဦးဒေါ်ကြီးကြီးလည်းဥတာလာကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်ဒေါ်ကြီးကြီးဥတာလာရဲ့အိမ်ကပြန်လာပြီးအိမ်မှာတမင်းရင်းနေချက်ပြုတ်နေတဲ့ချိန်သမီးဖြစ်သူမတီတီကြောင်းစဉ်းစားရင်စိတ်ပူနေမိတယ်နေ့လည်တမင်စားပြန်လာကြတဲ့အခါသားကြီးကိုအသာလက်ကုပ်ပြီးအိမ်နောက်ဘေးကိုခေါ်လိုက်တယ်သားကြီးအမေမနဲ့ကဥတာလာကိုသွားပြီးအကျိုးအကြောင်းပြောပြတော့ဥတာလာဟိုဘက်ရွာဆရာညိုကိုပြင်ပြီးပြကြည့်ပါလားတဲ့အဲ့ဒါသားထမင်းစားပြီးရင်ဟိုဘက်ရွာကိုခတ်တုတ်သွားပြီးဆရာညိုကိုပြင်ခဲ့ကြားလာတာဟုတ်ကဲ့အမေသားထမင်းစားပြီးသွားပြင်လိုက်မယ်အေးဒါနဲ့မင်းညီမအခြေအနေထူးသေးလားမထူးအမေလေထဲမှာလည်းငုံငိုငိုင်နဲ့စကားလည်းတခိုးမှမပြောဘူးအမေလည်းဘာလုပ်ရမှန်းကိုမသိတော့ပါဘူးသားရဲ့သားထမင်းမြန်စားပြီးဆရာညိုသာပြင်ခဲ့တော့ဆရာညိုလာမှအကြောင်းရင်းသိရတော့မှာပဲဟုတ်ကဲ့အမေ
အဲ့ဒါဆိုသားထမင်းသွားစားလိုက်အောင်မယ်အေးဒေါ်ကြီးကြီးနဲ့တာကြီးဖြစ်သူဟာတီတိုပြောဆိုတိုင်းပဲနေကြပြီးအိမ်ရှိကိုပြန်လာကထမင်းစားဖို့ပြင်ဆင်နေကြပါတယ်မိခင်ကြီးနဲ့အကိုတွေကထမင်းစားဖို့ပြင်ဆင်ခုခတ်နေကြပေမဲ့လည်းမတီတီကရွာလမ်းမကြီးဘက်ကိုငေးကြည့်နေပြီးမလုံးမရှက်နဲ့သမီးတီတီထမင်းစားရအောင်လာလေဒေါ်ကြီးကြီးခေါ်တဲ့ကြောင့်မတီတီတစ်ချက်လက်ကြည့်ပြီးထလာပေမဲ့လည်းစက်ရုပ်တရုပ်လိုပဲဖြစ်နေပါတယ်ထမင်းစားတော့ကြပြီးအကိုကြီးကတစ်ဖက်ရွာကိုဆရာညိုပေးမှုထွက်သွားပါတယ်ဒေါ်ကြီးကြီးလည်းကြံတဲ့သားနှစ်ယောက်ကိုအကျိုးအကြောင်းလက်ခုပ်ပြီးပြောပြထားလိုက်တယ်တနားရီလောက်ကြာတဲ့အခါမှာတော့သားကြီးဖြစ်တဲ့သူဆရာညိုနဲ့ရောက်ရှိလာပါတယ်ဆရာညိုကအသက်50ကျော်လောက်ရှိပြီးအနီးနားရွာအားကိုးရတဲ့ပယောဂဆရာတယောက်ဖြစ်ပါတယ်တနားရီလောက်ကြာတဲ့အခါမှာတော့သားကြီးဖြစ်သူနဲ့ဆရာညိုတို့ရောက်ရှိလာပါတယ်ဆရာညိုကအသက်50ကျော်လောက်ရှိပါပြီအနီးနားရွာတွေကအားကိုးရတဲ့ပယောဂဆရာတယောက်ပဲဖြစ်ပါတယ်ဟောဆရာညိုကြွလာပြီကြွပါဆရာအိမ်မော်တက်ပါဒေါ်ကြီးကြီးကဆရာညိုခရီးဦးကြိုပြုပြီးအိမ်ဦးခန်းဖျားဆင်ရှိမှဖျားခင်းပြီးနေရာပေးလိုက်ပါတယ်ဆရာညိုလည်းဒေါ်ကြီးကြီးခင်းပေးတဲ့ဖျားပေါ်မှာထိုင်လိုက်ပြီးပခုံးတက်ဆွေးလွယ်အိတ်ကြီးနဲ့လက်ထရာကျိတ်လုံးဘေးကိုချထားလိုက်တယ်ကဲဒေါ်ကြီးကြီးဘလို့ဖြစ်တာလဲဆရာကိုရှင်းပြပါအောင်ဟုတ်ကဲ့ဆရာညိုကျမသမီးလေးလေအကောင်းကြီးကနေတမိုင်မိုင်ထွေတွေဖြစ်နေလို့ပါဆရာပြီးတော့လေမင်းညသမီးရဲ့အိတ်ခမ်းထဲကိုမွေးတစ်ကောင်ရောက်လာတယ်ဆရာตาလက်ကောင်ကအတန်ကြားလို့ထပြီးဓာတ်မီနဲ့ထိုးကြည့်လိုက်လို့တွေ့ရတာသမီးလေးကိုတော့အနေရမပေးသွားလို့တော်သေးတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတာဆရာညိုစမ်းသက်ပြီးကုသပေးပါအောင်ဩဒီလိုလားဒီကလေးမမအမောက်ပယောကအတိုက်ခိုက်တွေရှိလားဆိုတာဆရာစမ်းသက်ကြည့်လိုက်အောင်မယ်အဲ့လိုပြောပြီးဖျားရှိခိုးပါတယ်ပြီးမှကဲဒေါ်သေးကြီးလူနာကလေးမကိုဆရာစီခေါ်လာခဲ့ပါဆရာညိုကပြောလိုက်တာကြောင့်ဒေါ်ကြီးကြီးအိတ်ခမ်းထဲမှာငန်ငန်ကြီးထိုင်နေတဲ့မာတီတီကိုသွားပြီးခေါ်ဆောင်လာပါတယ်မာတီတီရောက်ရှိလာတဲ့အခါမှာတော့ဆရာညိုကမာတီတီရဲ့ခေါင်းကိုကင်လိုက်ပြီးကဲဒီကလေးမကိုပြုစားနှောက်ယှက်ထားသူရှိရင်အခုချက်ချင်းဝင်ရောက်စေငါဆရာညိုရဲ့အမိတ်အဲ့လိုပြောလိုက်တဲ့အချိန်မှာပဲခဏလောက်ကြာတော့ငြိမ်သက်နေတဲ့မာတီတီကလှုပ်ရှားလာပြီးတကိုယ်လုံးတက်ဆက်ဆက်နဲ့တုံရင်လာပါတယ်ငါ့ကိုခေါ်တာဘာတူလဲကွမင်းကဘာကောင်လဲအဲ့လိုနဲ့မျက်ထောက်ညီကြီးနဲ့ဆရာညိုကိုကြည့်ပြီးမေးပါတယ်ထူးဆန်းတာမာတီတီရဲ့အတန်ဒေါသထွက်နေတဲ့ယောက်ျားတစ်ယောက်ရဲ့အတန်မျိုးဖြစ်နေပါတယ်အောင်မမင်းကမြန်ငါလို့ဆရာကိုဘလို့လေတဲ့နဲ့လာပြောနေရလဲငါကြိမ်လုံးစွာမိသွားမယ်ဘာမှတ်နေလဲကွမင်းကဘာတူလဲဒီကလေးမကိုဘာကြောင့်နှောက်ယှက်နေရလဲအမှန်တိုင်းဖြေစမ်းမဖြေရင်ဒီမှာတွေ့လားကြိမ်လုံးစွာမိသွားမယ်ဟာမင်းလိုမလောက်လေးမလောက်စားဆရာစုတ်ကမြန်ငါ့ကိုရိုက်မလို့တဲ့ထိရဲရင်ထိကြည့်လိုက်စမ်းနာဂရာစာအကြောင်းကောင်းကောင်းသိသွားစီရမယ်ဆရာညိုကလေးတမမနဲ့ပြောလိုက်ပေမဲ့လည်းမာတီတီကကြောက်ရွံ့ဟန်မပြပဲပြန်ပြီးတော့ကျိန်ဝမ်းနေတာကြောင့်ဆရာညိုကလက်ထရကျိန်လုံးနဲ့ရိုက်ဖို့အတွက်ဟန်ပြင်လိုက်ပါတယ်ကဲဟာဆရာကိုအာခံချင်အောင်အမလေးကြောက်ပါပြီဗျနာဂရာစာပူကတ်နေတဲ့မာတီတီကသူ့ကိုရိုက်ဖို့ဟန်ပြင်နေတဲ့ဆရာညိုလင်းပြန်စွာတွန်းထုတ်လိုက်ပြီးဆရာညိုကအနောက်ကိုလဲကျသွားပါတယ်အဲ့ဒီခါမှာတော့မာတီတီကကျိန်တော့ကိုကောက်ယူလိုက်ပြီးရိုက်နှက်ပါတော့တယ်ဆရာညိုလည်းဆေးလွယ်အိတ်ကိုတော့မယူနိုင်တော့ဘဲနဲ့အိမ်ပေါ်ကနေဆင်းပြေးရပါတော့တယ်အဲ့ဒီခါမှာမာတီတီကဟာမတတ်တစ်ခေါက်ပညာလေးနဲ့နာဂရာစာကိုလာဆန်းချင်သေးတယ်အခုတော့နာဂရာစာအကြောင်းကိုသိသွားပြီမလားအဲ့လိုနှက်ကြောတဲ့အတန်ကြီးနဲ့ပြောဆိုလိုက်ပြီးလဲကျသွားပါတယ်ဒေါ်ကြီးကြီးကတော့မဝင့်မရဲနဲ့အနားကိုကပ်သွားပြီးသမီးထေဆိုပြီးတော့လှုပ်နှုတ်လိုက်ကမှတတိယလာပါတော့တယ်အဲ့လိုဆရာညိုမကူသားနိုင်မဲ့အဆက်တကွဲနဲ့ပြန်ပြေးသွားရတဲ့တရင်ကရွာနီးချုပ်ဆက်ကိုပြန့်နှံ့သွားပါတယ်မာတီတီရဲ့အခြေအနေကလည်းပိုပြီးဆိုးဝါးလာပါတယ်စိတ်နဲ့ကိုမကတ်တော့သလိုမျိုးဖြစ်နေပြီးစကားလည်းမပြောတော့ပဲသူ့ရဲ့အိတ်ခမ်းထဲမှာသာမှိုင်တွေပြီးနေပါတော့တယ်ပိုဆိုးတာကညဘက်မှာဆိုရင်မာတီတီရဲ့အိတ်ခမ်းတွင်ယောက်ျားတစ်ယောက်နဲ့စကားပြောဆိုနေတဲ့အညတိုင်းလိုလိုပဲကြားနေရပြီးအကိုတွေသွားကြည့်ရှုတဲ့အခါမှာတော့မာတီတီကိုအိပ်ပျော်လျက်သားနဲ့တွေ့ကြရပြီးတချို့ကမာတီတီကငကားတိုက်ကတိုက်ပိုင်နဲ့ချစ်ကြိုက်နေတာကြောင့်တိုက်ပိုင်ကညတိုင်းလာရောက်နေပြီးမကြခင်မှာပဲတိုက်ပိုင်ကမာတီတီရဲ့ဝိညာဉ်ကိုနှုတ်ပြီးတိုက်ကိုခေါ်ယူတော့မယ်ဆိုတဲ့ထင်ကြေးပေးပြီးပြောဆိုနေကြပါတယ်။အဲ့ဒီအကြောင်းတွေကြောင့်ပဲဒေါ်သေးကြီးနဲ့အကိုတွေကမာတီတီအတွက်
အလွန်ပဲစိတ်ပူပန်နေကြရပါတယ်။အဲဒါကြောင့်အနီးပတ်ဝန်းကျင်ကနာမည်ကြီးပယောဂဆရာကိုပြင်ပြီးကုသကြပါတယ်။ဒါပေမဲ့လည်းလာရောက်ကုသကြတဲ့ဆရာတွေကနာဂရာစာကိုမနိုင်ကြဘဲနဲ့ဆရာညိုလိုပဲပစိုးမနိုင်ပဝါမနိုင်နဲ့ပြေးကြရပါတယ်။အဲဒါကြောင့်ပဲမာတီတီရဲ့တင်ကတော့ရွာနီး၆ဆက်မှာအတော်လေးနာမည်ကြီးနေပြီးကုသရတဲ့ဆရာမရှိတော့သလောက်ဖြစ်နေပါတယ်။အဲဒီလိုဆရာ၃ယောက်ကုသပြီးမနိုင်မဲပြန်ပြေးကြရလို့နောက်ပိုင်းမှာတော့မာတီတီကတက်တာလာခြင်းမရှိပဲပိုပြီးဆိုးလာပါတယ်။အိယာထက်ကမထနိုင်တော့ပဲတတိလက်မမျောသလိုမျိုးဖြစ်နေပါတယ်။အသက်ရှူနေသေးပေမဲ့လည်းလှုပ်ရှားခြင်းမရှိတော့ပါဘူး။မိခင်ကြီးကရေကိုဇိုးငယ်လေးနဲ့တိုက်ကျွေးနေရတဲ့အထိဆိုးဝါးလာပါတယ်။အဲဒါကြောင့်မိခင်ဒေါ်ထေးကြီးနဲ့အကိုရီကမာတီတီအတွက်အတော်လေးစိတ်ပူပန်နေကြပါတယ်။အဲဒီချိန်မှာဝါခင်မြို့မှာနယ်လဲကုသနေတဲ့ပယောဂဆရာကြီးတယောက်ရောက်ရှိနေတဲ့တဲ့တင်ကိုကြားရပါတယ်။အဲဒီဆရာကြီးကရွှေရင်ကျော်ဂိုင်းဝင်ဆရာကြီးဦးမြင့်ထွန်းပဲဖြစ်ပါတယ်။ဆရာကြီးဦးမြင့်ထွန်းကအသက်40ကျော်ခန့်ရှိပြီးရွှေရင်ကျော်ပညာနဲ့နယ်လဲက9ရက်သားသမီးကိုကုသကယ်တင်ပေးနေသူပဲဖြစ်ပါတယ်။အဲဒီတဲ့တင်ကိုကြားရတာကြောင့်ဒေါ်ထေးကြီးကသားကြီးကိုခေါ်ပြီးဝါခင်မမြို့ပေါ်ကိုသွားပြီးပြင်ပါတယ်။အဲဒီခါမှာဆရာကြီးဦးမြင့်ထွန်းလည်းကုသပေးဖို့အတွက်လိုက်လာခဲ့ပါတယ်။ဒေါ်ရေးကြီးတို့အိမ်ကိုပြန်ရောက်တဲ့ချိန်မှာတော့ညနေဆောင်မှောင်စပြိုးနေပါပြီ။အဲဒီတဲ့ကိုကြားရတာကြောင့်ရွာတွေရဲ့လူတွေကလည်းစိတ်ဝင်တစားနဲ့လာရောက်ကြည့်ရှုနေကြပါတယ်။ဆရာကြီးဦးထွန်းမြင့်ကဒေါ်ရေးကြီးဖျားစင်ရှိမှဖျားခင်းပြီးနေရပေးတာကြောင့်ဖျားပေါ်မှာထိုင်လိုက်ပြီးဖျားရှိခိုးပါတယ်။ဖျားရှိခိုးပြီးတဲ့အခါမှာတော့ကဲဒေါ်ထေးကြီးခရီးရောက်မဆိုင်ပဲမီးအောင်မယ်လူနာကဘလို့ဖြစ်တာလဲဒေါ်ထေးကြီးလည်းဖြစ်ကြောင်းကုန်စင်ကိုပြောပြပါတယ်ဒေါ်ထေးကြီးပြောပြသမျှကိုနားထောင်ပြီးတဲ့အခါမှာတော့ကဲလူနာမိန်းကလေးကိုဒီကိုခေါ်လာခဲ့ပါအဲလိုပြောလိုက်တာကြောင့်အကိုနှစ်ယောက်ကမတီတီကိုပွေးချပြီးဆရာကြီးဦးထွန်းမြင့်ရဲ့ရှေ့ကိုခေါ်ဆောင်လာပါတယ်မတီတီကပလက်အနေထားနဲ့မိမျောနေတယ်ဆရာကြီးဦးထွန်းမြင့်ကကဲလူနာရှင်ကဒီလူနာမိန်းကလေးရဲ့အသက်နဲ့ခန္ဓာကိုယ်ဆရာစီကိုအပ်ပါတယ်ဆရာကျမသမီးလေးကိုဆရာစီအပ်ပါတယ်ပျောက်ကင်းအောင်ကုသပေးပါဆရာရဲ့ဒေါ်ထေးကြီးကအနန္နာကြောင့်ဆရာကြီးဦးထွန်းမြင့်လည်းမတီတီရဲ့နဖူးပေါ်ကိုလက်တင်လိုက်ပြီးမျက်လုံးကိုမှိတ်လိုက်ပါတယ်တစုံတစ်ခုကိုအာယုံပြုတ်နေတယ်ခဏကြာမှမျက်လုံးဖွင့်လိုက်ပြီးဒေါ်ထေးကြီးဘက်ကိုလှည့်ကြည့်တယ်ဒေါ်ထေးကြီးဒီကလေးမအောင်နှောက်ရှက်ထားတာဇေဒီတော်ရဲ့ဌာပနာတွေကိုစောင့်ရှောက်နေတဲ့နဂါးတိုက်ကတိုက်ပိုင်ပဲ။ဘာကြောင့်နှောက်ယှက်ထားတာလဲဆိုတာတော့မသိသေးဘူး။ဆရာကြီးဦးထွန်းမြင့်ရဲ့စကားကြောင့်ဒေါ်ထေးကြီးသမီးဖြစ်သူအတွက်စိုးရိမ်ထိတ်လန့်သွားရပါတယ်။ရှင်နဂါးတိုက်ကတိုက်ပိုင်ကလှုပ်ထားတာဟုတ်လားဆရာကြီး။ကျမသမီးလေးကိုကယ်ပါအောင်ဆရာကြီးရဲ့။ဆရာကြီးကိုအပ်ပါတယ်။တခါတည်းပျောက်ကင်းအောင်ကုသပေးခဲ့ပါဆရာကြီးရဲ့။အခုတော့မကုသေးဘူး။မနေ့ပြန်မနေ့ကျမှခေါ်သွင်းပြီးမေးမြန်းကြည့်ပြီးဘာကြောင့်လှုပ်ထားတာလဲဆိုတာသိရမှကုသပေးမယ်။ဒီညတော့လိုအပ်တာတွေလှုပ်ထားပေးပါမယ်။ဟုတ်ကဲ့အားကိုးပါတယ်ဆရာကြီးရဲ့။တခါတည်းပျောက်ကင်းအောင်ကုသပေးခဲ့ပါရှင်။ဟုတ်ကဲ့ပါ။အခုဒီကလေးမအောင်နှောက်ယှက်ထားတဲ့တိုက်ပိုင်ကသာသနာတော်ကိုစောင့်ရှောက်နေတဲ့နဂါးတိုက်ကတိုက်ပိုင်ဖြစ်နေတော့တကိုးသိတ်တီကအလွန်ကြီးတယ်။ကလေးမလေးကဘာအမားတွေများလုံးမိထားလဲမသိဘူး။မနေ့ကမှတေချာမေးမြန်းပြီးလှုပ်တင်တာတွေလုပ်ပြီးကုသပေးပါမယ်။ဟုတ်ကဲ့ပါရှင်။ဆရာကြီးကောင်းတယ်လို့သာလုပ်ပေးပါ။ကျမတို့ကဘာမှနားမလည်ပါဘူး။နေပါအောင်။နဂါးဆိုတာတကယ်ရောရှိလို့လားဗျ။လာကြည့်တဲ့သူတွေတယောက်ကမယုံသင်္ကာနဲ့မေးလိုက်ပါတယ်။ရှိတာပေါ့ကွ။မြတ်စွာဘုရားရှင်ရဲ့နောက်ဆုံး10ဘဝတွေကဘူရိတတနဂါးမင်းဘဝပါတယ်လေ။ပြီးတော့မြတ်စွာဘုရားရဲ့အောင်ခြင်း10ပါးထဲမှာလည်းနန္ဒောပနတာနဂါမင်းကိုလက်ဝဲတော်ရန်အရှင်မဟာမောက္ကလန်ကဆုံးမနှိမ်နေခဲ့တာအထင်ရှားရှိတယ်လေရှိတယ်ပဲထားပါအောင်နဂါဆိုတာတရိစ္ဆာန်မလားဘလို့လုပ်ပြီးသာသနာတော်ကိုစောင့်ရှောက်နိုင်ပါလဲထပ်မေးလာတဲ့စကားကြောင့်ဆရာကြီးဦးထုံးမြင့်ကနဂါဆိုတိုင်းအဟိတ်တရိစ္ဆာန်မဟုတ်ကြဘူးကွနန္နဂါအင်းနဂါစေနဂါအဟိတ်တရိစ္ဆာန်နဂါဆိုပြီးနဂါ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးတွေကနတ်နဂါတွေကနတ်တို့ရဲ့စီးစိမ်တချို့နဲ့တကူတချို့ပိုင်ဆိုင်ထားကြတယ်။နဂါကိုဂလုံတုတ်ချီတယ်လို့ကြားဘူးကြတယ်မလား။တကယ်တော့အဟိတ်တရိစ္ဆာန်နဂါတွေကိုသာဂလုံတုတ်ချီနိုင်တာပါ။ဘောဂဝတီနဂါပြည်မှာရွှေပြတ်သက်တွေနဲ့နေတဲ့စတုမဟာရာနတ်အနွယ်ဝင်နတ်နဂါတွေကိုတော့မတုတ်ချီနိုင်ပါဘူး
နဂါးတိုက်တွေရဲ့နဂါးတွေကစတုမဟာရာဇာနဲ့နဂါးမျိုးတွေပဲကမ္မတိတ်တီတကိုးနဲ့ဖန်ဆင်းနေထိုင်နိုင်တယ်လူရောင်မှာဖန်ဆင်းလိရှိပြီးသာသနာတော်ကိုအလွန်ကြည်ညိုကြတယ်သူတို့ကဝိယုပက္ခနမင်းကြီးရဲ့လက်အောက်မှာရှိတဲ့နန္ဒောပနန္ဒာနဂါးမျိုးဝရုဏနဂါးမျိုးတွေပဲတီလသမားရှိတဲ့သူတွေကိုလည်းကူညီဆောက်ရှောက်တတ်ကြတယ်သူတို့မလေးမစားပြုလုပ်ရင်လည်းဒေါသအလွန်ကြီးကြတယ်နဂါးမျက်စောင်းအကြောင်းသုံးမှမရွေးဘူးလို့ဆိုရိုးစကားလည်းရှိတယ်ကွဗုဒ္ဓဘုရားရှင်ရဲ့သာသနာတော်ကိုကြည်ညိုကြတဲ့အထက်မှာနဂါးတွေတော်တော်များများပါကြတယ်တချို့နဂါးတွေကရဟန်းဝတ်လို့ပေမဲ့သူတို့ကလူသားမဟုတ်လို့ဝတ်ခမရကြဘူးတချို့နဂါးတွေကဘုရားရှင်ရဲ့ဆွဲတော်တဆူကိုဇေဒီတဲပြီးနဂါးပြည်မှာကိုးကွယ်ထားကြတယ်နဂါးတွေကသာသနာတော်ကိုထောက်ပံ့ကြတဲ့အထောက်အထားတွေအတော်များများရှိတယ်နဂါးတွေကလူရောင်ဖန်ဆင်းပြီးလူသားတွေနဲ့ချစ်ကြိုက်ကြတာဟောတကယ်လားနောက်တစ်ယောက်ရဲ့အမေကိုမဖြေသေးဘဲနဲ့ရင်းနှီးချက်တစ်ခါကိုမောတောက်လိုက်တယ်ပြီးမှနဂါးတွေကသူတို့ရဲ့ကာမစိတ်ဓာတ်တကိုးနဲ့လူရောင်ဖန်ဆင်းပြီးလူသားတွေနဲ့ကာမဂုဏ်ခံစားနိုင်တယ်ကြက်ကြီးရိုဇေဒီတော်ကြီးကိုတီထားကိုးကွယ်ခဲ့တဲ့တိတမင်းကြီးကဝိဇ္ဇာတန်းနဲ့နဂါးမတို့ကမွေးဖွားခဲ့တာပဲပြီးတော့38မင်းနဲ့သမိုင်းမှာပါတဲ့ဗပဲမောင်တင်တွေကလည်းမင်းဖြစ်တန်ကြောင့်ပုပ်ပါရက်ကိုထွက်ပြေးရှောင်နေရင်ရွှေနဘေဆိုတဲ့နဂါးမနဲ့တွေးဆောင်ချစ်ကြိုက်ပေါင်းသင်းခဲ့ဘူးတယ်။ဒါပေမဲ့နဂါးတွေကအမြဲတမ်းတော့လူတရံဖန်ဆင်းပြီးနေလို့မရကြပါဘူး။နဂါးမတွေကိုဝန်ဆောင်ကြတဲ့အချိန်အရေးလဲတဲ့အချိန်ဇက်တူတဲ့နဂါးချင်းမေထုံမီဝဲကြတဲ့အချိန်ကိုလိုလက်လိုအိပ်ပျော်နေကြတဲ့အချိန်တည်တဲ့အချိန်တွေမှာငကိုနဂါးရုပ်တံကြီးပြန်ပေါ်လာတတ်ကြတယ်။တိုက်ကလာတာတို့တိုက်ကပြန်ခေါ်တာတို့ဆိုတာကရောဖြစ်နိုင်မှာမလား။နောက်ပြီးသူတို့သဘောမကျရင်အိမ်အောင်ပြုတ်ခွင့်မပေးဘူးလို့တိုက်ကိုပြန်ခေါ်တာတို့ကရောတကယ်လားလူတယောက်ရဲ့ကံကြမ္မာကိုဒီလိုဝင်ပြီးချေလေလို့ရတယ်ဆိုတာဖះဟောနဲ့ညီပါမလားဗျတိုက်ကနေပြီးလူပြည်ကိုသာသနာပြုဖို့လာကြတယ်လူပြည်ရောက်ရင်အမတော်စောမွန်လာတို့လိုထူးထူးခြားခြားသာသနာပြုကြတယ်တချို့တိုက်ဆက်တွေကလူပြည်ကိုရောက်တဲ့အခါမှာကိလေသာနောက်ကိုလိုက်ပြီးအမားတွေကျူးလွန်တတ်ကြတယ်သာသနာပြုဖို့မေ့လျော့နေကြတယ်ဒီအခါမှာတိုက်ချုပ်တွေကဒဏ်ခတ်ကြတယ်သူတို့ရဲ့အကုသိုလ်ကြောင့်အိမ်တော်ကွဲပြီးဒုက္ခမျိုးစုံရောက်ပြီးငငယ်ရွယ်ရွယ်နဲ့တည်ကြရတယ်တိုက်ဆက်တွေတေကန်နေမှာငရဲကိုကြားလောက်တဲ့အပြစ်မရှိရင်သူတို့လာတဲ့နေရာကိုတကိုးနဲ့ပြပေးကြတယ်ဒါကိုတိုက်ကပြန်ခေါ်တာလို့ခေါ်ကြတယ်ကွတိုက်ဆရာတွေကတိုက်တူးကြတာတွေကရောဗျသူတို့ကတကိုးတိုက်တိရှိတယ်ဆိုပြီးဘာလို့မကာကွယ်နိုင်ကြရလဲဗျတိုက်ဆရာတွေကလည်းတိုက်တိုင်းအောင်မတူးနိုင်ကြပါဘူးပြီးတော့တိုက်ဆိုတာကလည်းအမျိုးမျိုးရှိသေးတယ်ပြီးတော့တိုက်နှန်းရှင်တဲ့ဥစ္စာဆောင်ကမတူကြဘူးမိမိရဲ့ပစ္စည်းဥစ္စာတွေကိုတကိုးတပြားတွေလူယူဖျက်ဆီးမှဆိုလို့မြေကြီးထဲမှာမြုပ်နှံထားပြီးတေလွန်ကြတဲ့အခါမှာတော့အစွဲလန်းကြောင့်ကိုပစ္စည်းကိုကိုပြန်ဆောက်နေကြတဲ့လူတွေကိုဥစ္စာဆောင်လို့ခေါ်တယ်လူဘဝပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုပေါ်မူတည်ပြီးကြွားပါသေးတယ်အဲ့လိုတိုက်တွေကိုတိုက်ဆရာတွေကအလွယ်တကူတူးပုံယူငင်နိုင်ကြတယ်လေတိုက်နှန်းရှင်တိုက်ပိုင်တိုက်ချုပ်တွေစောင့်တဲ့ဖျားတိုက်တွေကတော့ဝိဇ္ဇာကြီးတွေကအစဉ်စဉ်အဆောင်အချက်ချထားပေးတာဖြစ်ပြီးသူတို့ရဲ့ကုသိုလ်ကံအကျိုးတို့ကြောင့်ကမ္မစိတ်တီတကိုကြီးမားကြတဲ့အတွက်တိုက်ဆရာတွေအလွယ်တကူမတူးဖော်နိုင်ကြပါဘူးတိုက်ဆရာတွေကသူတို့တူးမဲ့တိုက်ဟာကိုယ်ပိုင်ဥစ္စာဆောင်တိုက်လားသာသနာတော်ဆိုင်ရာတိုက်လားတူးဖော်လို့ရနိုင်မရနိုင်ဆိုတာကိုမတူးခင်မှာစီးနွားနဲ့စမ်းသပ်ကြတယ်ဟင်ဘလို့စမ်းသပ်တာလဲဗျစိတ်ဝင်စားလို့ပြောပြပါအောင်ဘလို့စမ်းသပ်တယ်လဲဆိုရင်မတူးခင်ပထမညမှာတိုက်ရှိတဲ့နေရာမှာဆန်နဲ့လှုပ်ထားတဲ့ပေါက်ပေါက်တွေကျဲပြီးဆေးရည်အင်းနေနဲ့လှုပ်ထားတဲ့နွားရုပ်ကလေးကိုထားခဲ့ကြပြီးမနက်မိုးလေးမှသွားကြည့်ကြတယ်။ဒူးလို့ရနိုင်မယ်ဆိုရင်တော့ဆေးနွားရုပ်ရဲ့ဥကြုံမှာသွေးစသွေးနာဒါမှမဟုတ်ရွှေရောင်ငွေရောင်ထနေတယ်။ဒူးလို့မရနိုင်ဘူးဆိုရင်တော့ဆေးနွားရုပ်ရဲ့ဥကြုံဟာဒုံးထိကျိုးနေတယ်။ဒါကုန်းတိုက်ကိုစမ်းသပ်တဲ့နည်းပဲ။ရေတိုက်ကိုကြတော့ဆေးဘဲရုပ်နဲ့စမ်းသပ်ကြတယ်။ညဘက်မှာဆေးဘဲရုပ်ကိုတိုက်ရှိမယ်တင်နဲ့ရေစက်နားမှာချထားပြီးမိုးလင်းလို့သွားကြည့်ရင်ခြားထားတဲ့နေရာကိုပြန်မရောက်လာရင်အဲ့ဒီတိုက်ကသာသနာတော်တိုက်ပဲတူးဖော်လို့မရနိုင်ဘူးတဲ့ကဲဒီလောက်ဆိုရင်ငကားဆိုတာတရိတ်ဆန်မဟုတ်မနဲ့သာသနာတော်ဘလို့စောင့်ရှောက်ကြတယ်လဲဆိုတာသဘောပေါက်ရောပေါ့ဆရာလည်းလှုပ်ဆရာရှိတာလှုပ်လိုက်အောင်မယ်ဆရာကြီးဦးထွန်းမြင့်ကမင်းမြတ်သမျှကိုရှေ့လျားစွာရှင်းပြပြီးတဲ့အခါမှာတော့ဖះစင်ကိုထသွားပြီးစီမီရေချမ်းကပ်လူပြီးဖះရှိခိုးပါတယ်အတော်ကြာတဲ့အထိဖះရှိခိုးပြီးတရားထိုင်နေပြန်တယ်လာရောက်ကြည့်ရှုကြတဲ့ရွာသူရွာသားတွေကလည်းပြန်သွားကြပြီးဒေါ်ထေးကြီးတို့မိသားစုနဲ့ဆရာကြီးဦးထွန်းမြင့်သာကြံရှိနေပါတယ်
နိုင်ဝဲလောက်ကြာတဲ့ခါမှာတော့ဆရာကြီးဦးထွန်းမြင့်ကလည်းတရားထိုင်နေခြင်းကနေရနာလိုက်ပြီးခြံထဲကိုဆင်းခဲ့ပါတယ်။အဲဒီနောက်ခြံထဲကိုလှက်ပတ်လျှောက်လန်းနေရင်မှဘယ်ဘက်လက်ညိုကိုထောင်လက်ရရည်ရစ်ပတ်ပြီးစီးချထားခဲ့တယ်။ပြီးမှအိမ်မော်ပြန်တက်လာကသူ့အတွက်ပြင်ဆင်ပေးထားတဲ့အိပ်ယာထဲကိုဝင်ပြီးအိပ်ဆက်လိုက်ပါတယ်။နာဂရာစာကိုလာစမ်းပြန်ပြီ။ငါအလုပ်ကိုဝင်နှောက်ရှက်တဲ့ဒီဆရာဆော့ကိုဝင်းကြီးနှုတ်ပြီးတိုက်နှန်းထဲမှာအစီခံလှုပ်ခိုင်းဖြစ်မယ်။နာဂရာစာကြောင့်တိတ်ရစီမယ်ဟဲ့။ဈေးဒီတော်အောက်ခြေမှာရှိတဲ့တိုင်နှန်းကြီးထဲမှာတိုက်ပိုင်နာဂရာစာအတော်လေးအမျက်ဒေါသထွက်နေပါတယ်။အကြောင်းကသူ့လက်ပြချုပ်ပြီးတိုင်နှန်းထဲမှာခေါ်ထားတဲ့မထီတီရဲ့လက်ပြကိုဆရာကြီးဦးထွန်းမြင့်ကပြန်လဲခေါ်ဆောင်ဖို့အတွက်စူးစမ်းနေတော့ကြောင့်ပဲဖြစ်တယ်။နာဂရာစာမထီတီကိုချစ်ခင်ဆုံးမတာကြောင့်လက်ပြချုပ်ကညှို့ယူဖန်ဆာပြီးညစဉ်ညတိုင်းမထီတီစီကိုတွားရောက်ပါတယ်။အဲဒီလိုကနေမထီတီရဲ့လက်ပြကိုချုပ်တိုက်နှန်းကိုခေါ်ဆောင်ထားတာဖြစ်ပြီးမကြခင်မှာပဲဝိညာဉ်နှုတ်ပြီးအပီးခေါ်ယူကပေါင်းသင်းတော့မှာပဲဖြစ်ပါတယ်။အဲဒီချိန်မှာသူချုပ်ထားတဲ့မထီတီရဲ့လက်ပြကိုဆရာကြီးဦးထွန်းမြင့်ကပြန်ပြီးခေါ်ဆောင်ဖို့စူးစမ်းနေတာကြောင့်အလွန်ကြီးမားတဲ့ငွေကြီးပုံစံဖန်ဆင်းကဆရာကြီးဦးထွန်းမြင့်ကိုဝိညာဉ်နှုတ်ဖို့ရွာထဲမှာရှိတဲ့မထီတီရဲ့အိမ်ကိုထွက်လာပါတယ်။ဒါပေမဲ့မထီတီတို့ခြံရှိကိုရောက်တဲ့အခါငွေကြီးကခြံဝင်ထဲဝင်လိုက်တာနဲ့မမြင်နိုင်တဲ့တွန်းအားတစ်ခုကတွန်းကန်ထုတ်လိုက်တယ်လို့နာကျင်စွာနဲ့အနောက်ကိုလွင့်ဆင်သွားရပါတယ်။အဲဒီခါပိုးပြီးဒေါသထွက်သွားပြီးခြံဝင်းထဲကိုထပ်ပြီးဝင်တိုးလိုက်ပြန်ပါတယ်။ဝင်မရပဲအပြင်ဘက်ကိုပြန်လဲလွင့်ဆင်လာရပြန်တယ်။ပြင်းထန်တဲ့နာကျင်မှုကိုလည်းခံစားရတယ်။အဲဒါကြောင့်တေချာစွာကြည့်ရှုလိုက်တဲ့အခါမှာတော့ခြံဝန်းဘက်လက်မှာချထားတဲ့ဇီးကိုမြင်တွေ့လိုက်ရပါတယ်။နာဂရာစာအဲ့ဒီဇီးကိုဖျက်ချော်နိုင်မှုအကြိမ်ကြိမ်စူးစမ်းပြီးမှလည်းအချီးနှီးတာဖြစ်သွားပါတယ်။ဘယ်လိုမှမဖျက်ချော်နိုင်ပဲတိုးဝင်လိုက်တိုင်းအလွန်ပြင်းထန်တဲ့နာကျင်မှုကိုခံစားရပြီးအပြင်ဘက်ကိုသာလွင့်ဆင်ထွက်နေပါတယ်။အတော်ကြာအနာခံပြီးတိုးဝင်ပေမဲ့လည်းဘယ်လိုမှဝင်မရတာကြောင့်ဒေါသထွက်စာနဲ့ပဲတိုင်နှန်းစီကိုပြန်သွားပါတယ်။နောက်နေ့မနက်မိုးလင်းတဲ့အခါမှာတော့ဆရာကြီးဦးထွန်းမြင့်လည်းမြတ်စွာဘုရားရှင်ကိုစီမီရေချမ်းနန်းသာတိုင်းနေကဲ့လူပူဇော်ပြီးငါးပါးသီလကိုခံယူပါတယ်။ပြီးတဲ့အခါမှာတော့မထီတီကိုစတင်ကုသပါတယ်။ဒီကုသပွဲကိုရွာထဲကလူတွေသားမကရွာနီး60ကလူတွေပါစိတ်ဝင်စားနဲ့လာရောက်ကြည့်ရှုကြပါတယ်။ကဲဒီကလေးမကိုနှောက်ယှက်ပြူစားထားတဲ့ပုဂ္ဂိုလ်အခုချက်ချင်းရောက်ရှိစေ။မတိမကြားမရှိစေရ။လိန်လေလှက်ပြခြင်းမရှိပဲကာယံကရှင်ကိုယ်တိုင်ရောက်ရှိစေ။ဖယားငါးစုအမိတ်အထက်ဆရာကြီးများရဲ့အမိတ်ငါဆရာရဲ့အမိတ်အခုချက်ချင်းဝင်ရောက်စေ။ငါ့ကိုခေါ်ရအောင်မင်းကဘာကောင်လဲကွ။မင်းအသက်နဲ့ခန္ဓာအိုးစားမကွဲချင်အခုချက်ချင်းဒီအိမ်ပေါ်ကနေဆင်းသွားစမ်းဆရာကြီးဦးထွန်းမြင့်ကအမိန့်ပြန်လိုက်ပြီးခဏအတွင်းမှာပဲမထတီရဲ့ကိုကတကိုယ်လုံးတစ်ဆက်ဆက်တုံရင်လာပြီးဆရာကြီးဦးထွန်းမြင့်ကိုမျက်တောင်နေကြီးနဲ့ကြည့်ပြီးမေးမြန်းလိုက်ပါတယ်မထတီရဲ့အတန်ယောက်ျားတစ်ယောက်ရဲ့အတန်မျိုးဖြစ်နေပြီးတင်းမှခတ်ထန်နေပါတယ်ကဲရောက်လာပြီဆိုဖះကိုဥတိုက်ပါမင်းကဘာကောင်မလို့ငါ့ကိုအမိန့်ပေးနေတာလဲကွမင်းခိုင်းတိုင်းငါလုံးမထင်းနေတာလားကွဟာအေးစစ်စစ်မြစ်တာနဲ့ပြောနေတာကိုမရဘူးဆိုရင်တော့ရအောင်လုပ်ရတော့မှာပေါ့လေဟာနာကရစားတယ်ကွမင်းစွမ်းမယ်ထင်လှုပ်ကြည့်လိုက်စမ်းကဲဒီလောက်ဖြစ်နေတဲ့ကောင်ကျိုးပိုင်ကျိုးနဲ့တုပ်လိုက်စမ်းဟိဆရာကြီးဦးထွန်းမြင့်ကအမိတ်ပေးလိုက်တာနဲ့နာကရစားပူးကက်နေတဲ့မထီတီရဲ့လက်နှစ်ဖက်ကတပြေးပြေးအနောက်ဘက်ကိုရောက်ရှိသွားပြီးလက်ပြန်ကျိုးတုပ်ထားသလိုဖြစ်သွားပါတယ်ဒါပေမဲ့လည်းနာကရစားရုံးကန်လိုက်တာချက်ချင်းဆိုသလိုပဲရှေ့ကိုပြန်ရောက်လာပါတယ်ဟာနာကရာစားတယ်ကွကျိုးပိုင်လောက်တော့မမှုဘူးကွအော်မင်းကဒီလိုလားကျိုးပိုင်ကငကိုမူရင်းထက်ဘုံတကိုးဆယ်စားကြီးစေဘလို့မှယုံလို့မရအောင်အထက်တုတ်ထားစင်မိုင်ကစင်တဲ့ခေါင်းကိုဖိနေတာစမ်းဆရာကြီးဦးထွန်းမြင့်ကအမိတ်ပေးလိုက်တဲ့ချိန်မှာတော့နာကရာစားလက်နှစ်ဖက်လုံးနောက်ကိုပြန်ရောက်သွားပြီးခေါင်းလေးရှေ့ကိုစိုက်ကြလာကမျက်နှာနဲ့ကျန်းမြင့်ကက်လို့နေပါတယ်ကဲမင်းယုံလို့ရသေးလားကွယုံလေနာဂရာစာရုံးကနေပေမဲ့လည်းဘလို့မှမတက်နိုင်တော့တာကြောင့်ဒေါသတကြီးဖြစ်နေပါတယ်ကဲအရှုံးပေးပြီလားမပေးဘူးကွဘယ်တော့မှအရှုံးမပေးဘူးကဲဒီလောက်ဖြစ်လာတာလှန်ပိုင်ကလှန်ဆယ်ချောင်းနဲ့ခေါင်းကိုထိုးမိပိုင်ကမိနဲ့တိုက်မသေးစင်နဲ့ငကိုဆွဲရင်ခန္ဓာရည်ဆက်တွေအကူညီဆက်တွေအကုန်ပြက်စီအာအေးအမလေးပြ
အဲ့ဒီခါမှာတော့နာဂရာစာနာကျင်ဆူးရှော့စာပဲအော်ဟစ်နေရပါတယ်ဘလို့လဲကွာအရှုံးပေးပြီလားမပေးဘူးကွာသိရင်သိပါစေဘယ်တော့မှအရှုံးမပေးဘူးနာဂရာစာအန်ကျိတ်ကခံနေနဲ့ပြန်ပြီးပြောပါတယ်ကဲကွာဒီလောက်ကောင်းမှလာတာဓားပိုင်ကသူ့ရဲ့နှလုံးသားကိုဓားနဲ့ထိုးဆိုင်စမ်းမသေးစေနဲ့အဲ့ဒီခါမှာတော့နာဂရာစာမျက်လုံးတွေပြူလာပြီးမခံနိုင်တော့ဘဲနဲ့အရှုံးပေးရပါတယ်အာအောင်မလီကြောက်ပါပြီအရှုံးပေးပါပြီမလုပ်ပါနဲ့တော့စိတ်ဝင်တစားနဲ့လာရောက်ကြည့်ရှိနေကြသူတွေကလည်းအံ့ဩတကြီးနဲ့ဖြစ်ကြရပါတယ်အခုဆရာ၃ယောက်ကိုအရှက်တကွဲနဲ့ခွေးပြေးဝက်ပြေးပြေးရအောင်ကြံတမ်းပြီးအစွမ်းထလာတဲ့နာဂရာစာဆရာကြီးဦးထွန်းမြင့်ရဲ့ပညာကိုတော့ဘလို့မှမရှင်းနိုင်ပဲအရှုံးပေးရတာကြောင့်ဆရာကြီးဦးထွန်းမြင့်ကိုအထင်ကြီးလေးစားကြပါတယ်ဟုတ်ပြီဆရာကလည်းမနှိပ်စက်ချင်ပါဘူးကဲဘာကြောင့်ဒီကလေးမအောင်နှောက်ယှက်နေရတာလဲနှောက်ယှက်တာမဟုတ်ပါဘူးဆရာကြီးသူကလိပ်ပြလာလို့ချစ်ကြိုက်လို့ပါဒါကြောင့်သူ့လိပ်ပြကိုချုပ်ပြီးတိုက်နှန်းကိုခေါ်ထားတာပါဆရာကြီးရဲ့သူရဲ့ကန်စာတာမကုန်သေးလို့အပြီးခေါ်လို့မရသေးတာပါမကြခင်မှာအပြီးခေါ်လို့ရတော့မှာပါကျွန်တော်တို့ချစ်ချင်းကိုမဖျက်ဆီးပါနဲ့ကိုချင်းစာပေးပါဆရာကြီးရဲ့အောင်မမင်းအမြကိုချင်းစာပါတဲ့ကိုချင်းစာရအောင်မင်းလောက်ထားတာကိုနီးလန့်ကြလို့လားသူများသားသမီးကိုမတရားနီးလန့်နဲ့ဝိညာဉ်နှုတ်ပြီးပေါင်းသင်းမှုကြံစီနေတာကာမေသူမိစ္ဆာစာရကံကိုကျွလွန်နေတာပဲကွအခုဆိုရင်ကာယကရှင်မင်းကလေးနဲ့သူ့ရဲ့မိသားစုတွေစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြပြီအဲ့ဒါကိုရောမင်းကိုချင်းစာလို့လားကျွန်တော်ကသူ့ကိုအယမ်းချစ်မိလို့လိပ်ပြချုပ်ပြီးတိုင်နှမ်းမှာခေါ်ထားတာပါကျွန်တော်တို့ကိုမခွဲပါနဲ့ဆရာကြီးရဲ့ဘာပဲဖြစ်ဖြစ်ဆရာကြီးပြောနေတာကိုလက်ခံပါမင်းတို့ကဘဝချင်းချားနေတယ်ဘယ်နည်းနဲ့မှပေါင်းစပ်ဖို့မဖြစ်နိုင်ဘူးဒါကြောင့်ဒီကလေးမလေးကိုနောင်ဘယ်တော့မှမနှောက်ယှက်တော့ပါဘူးလို့သစ္စာဆိုပါဒီလိုမှမဟုတ်ရင်တော့မင်းတို့ရဲ့အကြီးအကဲလက်မင်းကြီးကိုခေါ်ပြီးအပြစ်ပေးဆုံးမခံလိုက်တော့မယ်ဆရာကြီးဦးထွန်းမြင့်ကအဲ့လိုပြောလိုက်တော့နာဂရာစာမှာကြောင်းလန့်သွားပြီးအဲ့လိုတော့မလုပ်ပါနဲ့ဆရာကြီးကျွန်တော်သစ္စာဆိုပါမယ်နမင်းကြီးတွေနဲ့တော့မတိုင်ပါနဲ့ကောင်းပြီဒါဆိုရင်အခုဒီကလေးမလေးကိုနှောက်ယှက်ထားတာမှန်သမျှကိုပြန်ထုတ်ပေးပြီးမင်းချောင်းနောင်ထားတဲ့ကလေးမလေးရဲ့ဝိညာဉ်ကိုလည်းသူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြန်ထည့်ပေးပြီးတော့အဲ့ဒီခါမှာနာဂရာစာသူပူးခဲ့နေတဲ့မတီတီရဲ့ဦးကောင်းထက်ကနေပြီးအောက်ကိုအကြိမ်ကြိမ်တက်ချပါတယ်အဲ့ဒီနောက်လေတွေကနေတစုံတစ်ခုကိုလှမ်းယူပြီးမတီတီရဲ့ကိုယ်ထဲကိုထည့်ဖို့အတွက်ဟန်ပြုနေပါတယ်ကုံစင်အောင်ထုတ်နော်မကုံမချင်းထွက်လို့မရစီနဲ့လိန်ညာလှည့်ပြချင်းပြူကလောင်မီးကြတယ်လို့ပူလောင်နေပါစေကုံပါပြီဆရာကြီးသူ့ရဲ့ဝိညာဉ်ကိုလည်းပြန်ထည့်ပေးထားပြီးပါပြီကုံပြီဆိုရင်တစ္ဆာဆိုပြီးတစ္ဆာရေးတောက်ပြီးတော့ကဲဆရာကြီးကတိုင်ပေးမယ်မင်းကလိုက်ဆိုဟုတ်ပြီလားကျွန်ုပ်ဒီအခုနှောက်ယှက်ထားတဲ့မတီတီကိုနောက်ဘယ်တော့ခါမှထပ်မှန်ပြီးမနှောက်ယှက်တော့ပါဘူးလို့တစ္ဆာဆိုပါတယ်တစ္ဆာမတီးပဲထပ်မှန်ပြီးနှောက်ယှက်မိခဲ့သောမဟာအဝစီငရဲမှာမကျွတ်တန်းကြခံရပါစေကဲဆရာတိုင်မိတဲ့အတိုင်းတစ္ဆာဆိုပြီးတစ္ဆာရေးတောက်ပြီးအလိုရှိရာကိုသွားပြီးတော့နာဂရာစာတစ္ဆာဆိုပြီးတစ္ဆာရေးမတောက်ချင်ပေမဲ့လည်းဘလို့မှမတတ်နိုင်တော့တာကြောင့်မျက်ရည်တွေစီးကြလာပါတယ်မန်တေမိညင်းဆန်နေလို့လည်းဘာအကြောင်းမှမထူးနိုင်တော့ပါဘူးလေကျွန်တော်ဆိတ်လျှော့လိုက်ပါပြီမတီတီကိုလွတ်လပ်ခွင့်ပေးလိုက်ပါပြီသူ့ဘဝနဲ့သူပြောပါစေတော့အဲ့လိုပြောပြီးဆရာကြီးဦးထွန်းမြင့်တိုင်ပေးတဲ့အတိုင်းတစ္ဆာဆိုတစ္ဆာရေးတောက်ပြီးမတီတီရဲ့ခန္ဓာကိုယ်တွေကနေထွက်ခွာသွားပါတယ်နာဂရာစာထွက်သွားပြီးခဏကြာမှတော့မတီတီကသတိဝင်လာပြီးလူးလွတ်လာပါတယ်အမေရေပေးပါရေတောင်းနေတာကြောင့်ဆရာကြီးဦးထွန်းမြင့်ကဒေါ်သေးကြီးရေတန်းတစ်ခွက်ခတ်ပေးပါလို့ပြောတာကြောင့်ရေဝိုးစင်ရရေတန်းတစ်ခွက်ကိုခတ်ပြီးပေးပါတယ်ဆရာကြီးဦးထွန်းမြင့်ကရေခွက်ကိုယူပြီးဒီကလေးမလေးရဲ့ခန္ဓာကိုယ်တွေကမကောင်းတဲ့အတိုက်ခိုက်အနှောက်အယှက်တွေကြံရှိနေသေးပါကအားလုံးကင်းစင်ပါပြောက်စီမြူတမုံစာမြောက်မကျွင်းကြံစီရဖယားငါးဆိုမိတ်အဘဆရာကြီးများရဲ့အာနာငါဆရာကြီးအမိတ်အဲလိုအမိတ်ပြန်လိုက်ပြီးရေခွက်ထဲကိုဘဲဘက်လက်ညှိုးနဲ့မှွေလိုက်ပါတယ်ပြီးမှဒေါ်သေးချီကိုပေးလိုက်ပြီးဒီရေကိုကလေးမလေးကိုတိုက်လိုက်ပါရှိသမျှအမောက်ပြောကတွေကင်းစင်သွားပါလိမ့်မယ်ဒေါ်သေးချီလည်းရေခွက်ကိုယူပြီးမတီတီကိုတိုက်လိုက်ပါတယ်မတီတီကရေကိုအငမ်းမရတောက်လိုက်ပြီးအမေသမီးဘာဖြစ်လို့လဲလူတွေလည်းအများကြီးပဲဘာလာလောက်ချရလဲ
သမီးလေးနေမကောင်းလို့ဒီဆရာကြီးကကုသပေးနေရလေဒီဆရာကြီးကသမီးလေးရဲ့အသက်သခင်ကျေးဇူးရှင်ပဲသမီးရဲ့မတီတီကသူ့တတိလက်မြင့်မျောနေတဲ့အချိန်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပြီးစဉ်းစားရင်မှတ်မိလာပါတယ်အဲဒီခါမှဝမ်းသာဝမ်းနည်းနဲ့မျက်ရည်တွေစီးကျလာပြီးဆရာကြီးဦးထွန်းမြင့်ကိုရိုသေစွာနဲ့ရှစ်ကိုကြောပါတယ်ဆရာကြီးဦးထွန်းမြင့်လည်းမတီတီရဲ့ယောဂဝေဒနာတွေကုသပေးပြီးဝါခဲမမျိုးကိုပြန်သွားပါတော့တယ်မတီတီလည်းတဖြည်းဖြည်းနဲ့ပြန်လည်ကျန်းမာလာပါတယ်တခါတရံဇေဒီတော်နားကိုရောက်တဲ့ခါမှာတော့အရင်ကအဖြစ်အပျက်တွေကိုပြန်လည်သတိရမိပြီးဝမ်းနည်းမိရောလွဲလို့တခြားဘယ်အရာဘယ်အနှောက်အယှက်ကိုမှမတွေ့ရတော့ပါဘူးမတီတီတယောက်အခုတတိတိုင်ရွာလေးမှာအပြိုကြီးပွားနဲ့နေထိုင်ရင်ကောင်းမှုကုသိုလ်တွေပြုလုပ်ကတိုက်ပိုင်နာကရစာနဲ့တိုက်နှန်းရှင်တွေကိုအမြတမ်းပေးဝေလျက်နဲ့ရှိနေပါတော့တယ်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်နေ့တွေမှာလည်းကျမတို့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်